လူတွေဟာတဲ့စဉ်းစားရမှာကိုသိပါတဲ့ကြောက်တယ်ဒါကြောင့်မို့လူများစုကမစဉ်းစားပဲသိနေကြတယ်လူတယောက်ပါလို့အာလတ်ချိန်ကိုအသုံးချတာသူ့ဘဝကိုအဆုံးဖြတ်ပေးတယ်အာလတ်ချိန်ကသူအာလတ်ချိန်ကြောင်းအားတဲ့အချိန်ကြောင်းပိတ်တဲ့အချိန်အဲ့ဒီအာလတ်တဲ့အချိန်မှာသူဘာလို့လဲဖဲရိုက်နေလားညင်းလောင်းနေလားတို့မို့ဘယ်သွားနေဟိုအင်ဒီလျှောက်လဲနေလားတို့မို့ဒီဟိထားနေလားဖိစိမ်မှာအချိန်ကုန်နေလားဂိမ်းဆော့နေလားစရှိတာပြင်ပေါ့လို့အဲ့ဒါကိုကြည့်အဲ့ဒီဥစ္စာသူ့ကိုအဆုံးဖြတ်ပေးမှာပဲနေ့အတွက်လည်းအဆုံးဖြတ်ပေးလိမ့်မယ်ဟုတ်လဲဟုတ်တယ်ကလေးတွေကိုကျွန်တော်ပြောလို့ရှိတယ်အဲ့မှာအဲ့ဒါဒီမှာလည်းပြောခဲ့မယ်ဘဝဆိုတာဘာနဲ့ဖွဲ့စည်းထားလဲအချိန်နဲ့ဖွဲ့စည်းထားတာဟုတ်လားငါအသက်85ဆိုတာအသက်85ဆိုတာအချိန်မင်းအသက်16နှစ်ဆိုတာအဲ့ဒါအချိန်ပဲ16နှစ်ဆိုတာလည်းအချိန်ပဲ50ဆိုတာလည်းအချိန်ပဲ85ဆိုတာလည်းအချိန်ပဲဘဝဆိုတာအချိန်နဲ့ဖွဲ့စည်းထားတာအဲ့တော့အဲ့ဘဝကိုတန်ဖိုးထားရင်အချိန်ကိုတန်ဖိုးထားအချိန်ကိုတန်ဖိုးထားရင်တန်ဖိုးမရှိတဲ့ဘဝဖြစ်သွားပါဘူးအဲ့ဒါကြောင့်ကောင်းလေးတွေပါလိဆိုလို့ရှိရင်ပြောရတယ်မယ်တော့တနေ့မှအိမ်ပြလာတဲ့အချိန်ညနေပိုင်းရောက်တဲ့ခါကြလို့ရှိရင်လို့မိကိုမဲ့30စက္ကန့်လောက်စဉ်းစားကြည့်တယ်30စက္ကန့်တော်ပြီမြန်မာငါဒီနေ့ဘယ်လိုကုန်ခဲ့လဲဘယ်နေရာတွေအချိန်ကုန်ခဲ့လဲငါအချိန်တွေဘယ်လိုသုံးခဲ့လဲငါအတွက်ဘာလို့အကျိုးရှိလဲအဲ့ဒါပြတ်စဉ်းစားကြည့်အဲ့လိုနေ့စဉ်စဉ်းစားလို့ရှိရင်မိကိုမဲ့အဲ့ဒီဥစ္စာဟာ check လုပ်တာပြိပေးနေတာပဲတဲ့အဲ့ဒါမဲ့လောကီတတိပဋ္ဌာန်ဆိုတာအဲ့ဒါပဲအားလုံးကျော်လာတဲ့ပြိတ္တတွေကိုကျွန်တော်တောင်းပန်နေတာကကျွန်တော်မတ်တကြရှိမရနိုင်ပါဘူးဒါကဆိုင်မထိုင်ပြောရတာပါကျွန်တော်အသက်85ရှိပါပြီခုလာမယ့်ဧပြီလဆိုပြည့်တော့မှာဒီလိုပဲခေါ်ကြပြရတဲ့ခါကျတော့တွားပြီးတော့ဟောပြောပေါ်လေခொနကနုနုကြီးဧဝအလိုနားထောင်လို့ကောင်းတယ်သူပြောရတဲ့ကြပြားဆရာကြီးပါတွေကိုလည်းကျွန်တော်သိနေတော့ကျွန်တော်စိတ်ထဲမှာဘိုးတောင်ထိခိုက်ပါတယ်ဒါမဲ့ကျွန်တော်ပြောမှာတော့အဲဒီနုနုကြီးနဲ့တခြားစီဖြစ်လိမ့်မယ်ထင်တယ်ကျွန်တော်ကဘာကြောင့်လဲလို့ဆိုတော့အဲဒီကြပြားကြီးပါတွေကိုခံစားတာအပြင်ကျွန်တော်စိတ်ထဲမှာခံစားရတော့ကိုယ်တိုင်ခံစားပါတယ်ကျွန်တော်ဝိတ္ထုတွေလည်းပဲကျွန်တော်အကြိုက်ဆုံးဝိတ္ထုပါညာဆိုကျွန်တော်ရေးခဲ့ဥပါတယ်တော်များများစာပေလောကစာပေသဘောတရားတွေကိုကျွန်တော်ရေးခဲ့ပါတယ်ဒါပေမဲ့88အရေးခင်းကြီးပြီးတဲ့ခါကျတော့ဘာတွေဖြစ်သွားလဲဆိုကျွန်တော်ခံစားမှုတွေပြောင်းသွားတယ်ဘာကြောင့်လဲလို့ဆိုတော့ခင်ဗျားတို့သိကြတဲ့အတိုင်းပဲအရေးခင်းတစ်ခုဖြစ်ပြီးဆိုရင်ပထမဆုံးပိဋ္ဌာအကြောင်းနောက်ဆုံးမှပိဋ္ဌာရဲစခန်းခေပြပြီဆိုရင်ပထမဆုံးပိဋ္ဌာအကြောင်းနောက်ဆုံးမှပိဋ္ဌာရဲစခန်းနည်းနည်းခေပြန်ကောင်းလာရင်ပထမဆုံးဖွင့်တာရဲစခန်းနောက်ဆုံးမှဖွင့်တာအကြောင်းမူတာခင်ဗျားတို့လက်ကုပ်တီးတာမတီးတာကြောင့်ထားလိုက်တော့ကျွန်တော်တိုက်ပြီးမှဖြစ်ခဲ့တာအဲ့ဒီတိုင်ဖြစ်ခဲ့တာအဲ့တော့အရေးခင်းကြီး88အရေးခင်းကြီးဖြစ်ပြီးတော့အကုန်လုံးကျောင်းတွေပိတ်တယ်ဘူလာတန်းကျောင်းလေးတွေတောင်မှတော်တော်ကြာမှပြန်ဖွင့်တယ်နောက်အထက်တန်းနဲ့တက္ကသိုလ်ကျတော့လုံးဝပိတ်ထားလိုက်တာဒါမှကျောင်းလာပိတ်တယ်ဖွင့်လာတာကအရက်ဆိုင်နေဟုတ်လားဘီယာမျိုးစုံအဲ့ကြတော့မှကျွန်တော်လည်းတောက်ခူးတာကျွန်တော်ဟိုတင်းဘီယာတို့ဘာလို့ပေါ့လေဟိုတန်ဘူးဘီယာတွေပါလေကျွန်တော်အဲ့တော့မှတွေ့ဘူးတာပထမစားကြရင်ဖောက်တော့မဖောက်အောင်ဖုံဖိနေဖြစ်လို့လန့်သွားတယ်ဟုတ်လားအဲ့လိုအဲ့ရဲစခန်းရဲ့အနှိတ်ခမ်းရဲ့အဲ့ဒါတည်းကလေးတွေကအဲ့ဒီမှာပြောနေကြတော့ကျွန်တော်စိတ်ထဲမှာစာပေသဘောတရားစာပေဝေဘာရေးနေရင်ကနေကျွန်တော်ပြန်ပြီးကဲ့ရဲ့လားအောင်သိရမင်းကလေးတွေဒီလိုဖြစ်နေတဲ့အချိန်မှာမင်းကဒီစာပေသဘောတရားတွေပေါက်တက်ကြရတယ်ဘာဒီလျှောက်လုံးနေလဲကလေးတွေအတွက်မင်းမလုပ်တော့ဘူးလားဆိုတော့ကျွန်တော်အဲ့ဒီမှာမျိုးစစ်တွေတိုးတက်ရဖို့ဆိုကျွန်တော်ရေးတာဘာကြောင့်လဲလို့ဆိုတော့ကျွန်တော်တိုင်းပြည်ကဘယ်နဲ့ပဲဖြစ်နေလဲဆိုတော့လူဘဝမှာအရေးကြီးဆုံးကနှစ်ချက်ပဲရှိတယ်လို့ကျွန်တော်တွေ့တယ်
ဒါကျွန်တော်လည်းမကပါဘူးပညာရှင်တွေလည်းတော်တော်ပြောကြပါအဲ့ဒီတိုင်းပဲပြောကြတယ်အဲ့ဒီနှစ်ချက်ကပါလဲဆိုတော့ကျမ်းမာရေးနဲ့ပညာရေးပဲပရမသမွေးမွေးခြင်းကလေးတယောက်မွေးလိုက်တယ်ဆိုတော့တုံချီကြီးလေးမွေးလာလို့ရှိရင်ဆွမ်းအနာမကြလေးမွေးလာလို့ရှိရင်အဲ့ဒီကလေးကမကျမ်းပါဘူးမကျမ်းပါဘဲနဲ့ဘယ်နဲ့လို့တိုးတက်နိုင်လဲအဲ့တော့သူကျမ်းမာလားကျမ်းမာဝေးပြီးတဲ့အခါကျတော့မှသူ့အသက်ကိုစောင့်ရှောက်တတ်အောင်သူ့အသက်ကိုရှေ့အောင်လုပ်တတ်အောင်အဲ့ဒီဥစ္စာကိုဘုရားစပထမပညာပေးရတယ်ဆိုတော့အမေရပေးရတယ်ဟဲ့ကောင်လည်းမကြီးသီးတွေသိမ့်မစားနဲ့ဝေးလျှော့တတ်တယ်ဇီးသီးတွေသိမ့်မစားနဲ့ချောင်းဆိုးတတ်တယ်မေရပညာပေးရတယ်အဲ့ပညာပေးတော့မှသူ့အသက်ကိုသူရှေ့အောင်မွေးနိုင်တာအဲ့တော့လူဘဝမှာအရေးကြီးဆုံးကကျမ်းမာရေးနဲ့ပညာရေးအဲ့ဒါဟာတစ်သက်လုံးမှာကျွန်တော်တို့ဘဝမှာအရေးကြီးဆုံးပဲအဲ့တော့မိသားစုတစ်ခုရှိတယ်မိသားစုတစ်ခုမှာမိသားစုတွေမှာမအေးဖေဖြစ်တဲ့သူကတာရမီကျမ်းမာရေးအတွက်ကိုထမင်းတက်လို့လျှော့စားပြီးအဲ့ကျမ်းမာအောင်လုပ်ရတာတာပညာသင်မို့လို့အတွက်ကိုဖေးကလုံကြီးဝင်းလျှော့ဝေ့ပြီးတော့တာကိုပညာပေးရတယ်အဲ့ဒီကျမ်းမာရေးနဲ့ပညာရေးကိုဂရုစိုက်တဲ့မိသားစုကြီးမကြခင်ကြီးပွားတော်မယ်ဆိုတာဆွေစဉ်မျိုးဆက်တိုးတက်တော်မယ်ဆိုတာမှတ်တာထားပြီးတော့အဲ့ဒီတိုင်းပဲအစိုးရအဖွဲ့တစ်ခုမှလည်းပဲကျမ်းမာရေးကိုဘယ်လောက်ကြီးစိုက်လဲပညာရေးကိုဘယ်လောက်ကြီးစိုက်လဲဒါကြည့်ရတာအဲ့ဒါကိုဂရုမစိုက်ဘူးဆိုလို့ရှိရင်သွားရောအဲ့ဒီဆိုကညံ့လို့ပဲတိုက်ပြီးမချစ်ဘူးဒါပဲကျွန်တော်ကအဲ့လိုတွေ့လာတယ်အဲ့တော့ခုတော့ပြင်ဆေးရုံမှာမွေးမလာရင်မွေးမပိုင်အဖေမလာနဲ့ဆိုတာဖြစ်ဘယ်နေရာသွားတော့အဲ့တော့ပိုက်ဆံရှိအောင်လုပ်ကြမလုပ်လို့ရှိရင်မကြမ်းမာရအစားဒုက္ခရောက်မယ်လားအောက်မေ့ထားပြီးတော့ကျွန်တော်အဲ့လိုဖြစ်လာတယ်ထားပါတော့ဒါတွေလျှောက်တော့ရင်အာညောင်းတာပဲရှင်ဘာမှလည်းဖြစ်တော့ဘူးကျွန်တော်ခေါင်းထဲမှာဆွဲနေတဲ့ဥစ္စာတခုကတော့ကျွန်တော်အခုဒီမှာလဲအဲ့ဒါပဲထည့်ပြောမယ်ကျွန်တော်စိတ်ထဲမှာလဲဒီမြင့်ပွဲတွေမှာလဲပြောတယ်ခုလဲဒီမှာပြောမှာကျွန်တော်မေးတာကလေးတွေကိုပါကျွန်တော်ကကျောင်းဆရာလေးကျောင်းဆရာဆိုတော့စာသင်နေဆိုလို့ရှိရင်ကလေးတွေကိုအဲ့ဒါမေးပြီးသင်လေးရှိတယ်ကျွန်တော်ကလူနဲ့တိရစ္ဆာန်ဘယ်သူသားလဲခမရတို့ခုပြောလေဘယ်လိုပြောမလဲလူနဲ့တိရစ္ဆာန်ဘယ်သူသားလဲလူအပ်တာတယ်ပြောမှာဒါမှကျုပ်ကဆက်မေးနေတာကျွန်တော်ကဒီလိုခုကျွန်တော်ပြောတယ်ဆိုတဲ့ဥစ္စာဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်အဲ့ question နေနဲ့ကြီးကျွန်တော်သွားခြင်းနဲ့စိတ်ပေါက်တယ်ဒီမိကုန်းနေနဲ့ကြီးသွားခြင်းနဲ့စိတ်ပေါက်တယ်ကျောင်းဆရာညင်ပါနေတယ်ဆိုရင်ကျွန်တော်ကိုသိခံပေါ့ဗျာဒါကတော့ကျောင်းဆရာညင်ကတော့ပါမှာပဲစစ်သားစစ်ဖို့လည်းဒီလိုပဲသူစစ်ဖို့ညင်ပါလာပဲစစ်ဖို့များထွက်လာပြီဆိုလို့ရှိရင်အဲစစ်ဖို့ကထွက်ပြီးအယတ္တသာဖြစ်လာတယ်ပစိုးသာဝိထားတယ်လက်လွှဲတာဒီလိုလွှဲတယ်ဘာကြောင့်လဲဆိုတော့6လုံးလူအောင်ဆွဲတဲ့အကျင့်ကပါတာသူဟုတ်လားဒါကျွန်တော်ကျောင်းဆရာလည်းအဲ့အကျင့်ပဲဆရာမတွေလည်းဒီလိုပဲအဲ့ဒါကြောင့်ကျောင်းဆရာနဲ့ကျောင်းဆရာအဲ့စစ်ဖို့တယောက်နဲ့ဆရာမတယောက်နဲ့ညားတယ်ဆိုတာအဲ့လိုပေါ့ညားတဲ့အခါကျတော့ငါသမင်းစားမယ်သမင်းအသိပြည့်သတင်းပို့ဒါသူကလည်းအကျင့်ပါဆရာမလည်းသမင်းအသိပြည့်ပြီးလာစားနိုင်ပြီသမင်းလို့အောက်မကြသေးနဲ့အဲ့ဒါမျိုးပေါ့ငါအိမ်သားတက်မယ်ရေသဆက်ကူတို့အသိပြည့်ရင်သတင်းပို့အိမ်သားတက်ချင်တက်နိုင်ပြီအသိဖြစ်နေပြီနောက်ကိုအိမ်သားတက်ချင်လို့လက်နှချောင်းထောင်ဒါအကျင့်ပါကျွန်တော်စိတ်တက်ကူလည်းတော်တော်ကြားခဲ့တယ်ဒီမော်လမြိုင်ကနေသွားရတာကျွန်တော်မော်လမြိုင်ကောလိပ်မှာလုံနေတော့မှမသွားပါစေနဲ့ဆိုတာတောင်းပန်တာဗျာကျွန်တော်ကစစ်ဆိုရေတော်စစ်တောက်ချင်တဲ့ကောင်မဟုတ်ဘူးပြောရအဲ့လိုကောင်မျိုးဆိုတဲ့ခါကျမသွားရင်မဟုတ်ဆိုတာနှစ်တည်းထားပါမယ်ဆိုပို့ရတာကျုပ်6နှစ်လောက်ကြာသွားတယ်အဲ့ပါခုကောင်းတော့ကောင်းပါလေကျွန်တော်တပည့်ရဲ့ဝင်းကြီးတွေပဲဖြစ်နေကြမဆိုးပါဘူးအဲ့မှာစိတ်တက်ကလေးရောက်သွားရောစိတ်တက်သူမှကြတော့ဒီလိုပေါ့
ခေါင်းမောတကာကနဲ့ဆလံပြီးဘာလို့လဲရမှလည်းမသိသေးရတယ်တန်းဖြုတ်တန်းအဘာညာနဲ့ဆိုတော့များအသိမတိုင်းဟာမျိုး36ပြောစီပြီးအသိဟာအဲ့ဒါဒီဘက်နဲ့ကျုံတာဒီကဘော်နိုင်ကိုလေးကရောက်လာတယ်ကောင်တော့တို့ကရောက်လာအဲ့ဒီမှာကျွန်တော်တွေ့တဲ့ဥစ္စာဒီခုပြောကြတယ်ကွာdemonstration coin ခေါ်တယ်တေဥပြတက်ခွဲလို့ခေါ်တယ် demonstration comedy ပေါ့ဗျာတက်ခွဲသူကတေဥပြတာဒါပဲသူတို့ဘာမှအလုပ်မရှိဘူးဒီလိုမလုပ်อ่ะဘယ်တော်မှတက်ညာထောင်မှတက်အဲ့ကိုတော့ကစစ်သားတွေတက်ပြရတယ်အဲ့ဒီဥစ္စာဘိုးလောင်းနဲ့ပြီးအပေါ်ကကုန်းကြီးမော်နဲ့လှမ်းကြည့်ရတယ်ဒါဒီလိုဆိုသိအောင်အဲ့တေဥပြတဲ့တက်ပြအောင်တေဥပြတက်ခွဲလို့ခေါ်တယ်သူ့တော့ခွဲမှုနဲ့သူတို့ဟာတို့နေကျွန်တော်က academic ခေါ်တယ်ကျွန်တော်ကစာသင်တဲ့ဘက်ကဆိုဘာမှသူတို့နဲ့မဆိုင်ပညာရေးဘက်ကစာပေဘက်ကပေါ့မဆိုင်မဟုတ်ဒါမှသူတို့ကဖြတ်ထွက်သွားတယ်တနေ့ကျတော့သူတို့ကဖြတ်သွားတယ်ကန်တင်းလေးတစ်ခုရှိတယ်အဲ့ဒီကန်တင်းကျွန်တော်သွားပြီးလက်ဖေးတောက်တော့အဲ့ဒီဥပဒေတက်ခွဲမှုကအဲ့တက်ခွဲတစ်ခုတော့ဘာစိတ်တူတယ်မလို့ကောတန်းစီခိုင်းပြီးဆင်းတယ်ဟိုကကျင်းဒီမှာအမောင်းနဲ့ကျွန်တော်အမှတ်မထင်နားတော့အဲ့မှာအာတိတ်ဟိုတက်တာပေါ့အဲ့ဒါနေရတော့အဲ့ဒါမင်းတို့နားလဲမလားဟုတ်ဆိုတာတို့ဒီမှာဟုတ်ပဲအဲ့လိုဖြစ်နေမင်းတို့တင်းတင်းကငါ standing order ထွက်လိုက်တာတွေ့တယ်မလားဟုတ်အဲ့ဒီမှာဘယ်စာပဲဘယ်ဟာရေးထားတာမင်းတို့တွေ့တယ်မလားဟုတ်အဲ့ဒါတွေ့ရတဲ့မင်းတို့သူခုတနေ့ကဘယ်ဟာလုပ်လဲတော့မင်းတို့ငါအများကြီးထိနေလားဆိုဟုတ်ဟာဘယ်ကောင်လုံးကဟုတ်ဆိုကျွန်တော်ပြောနေတာအဲ့လိုနေလာခဲ့တဲ့ဆိုတော့ကျွန်တော်အကျင့်ပါနေတော့ကျွန်တော်လည်းကြောင်းဆရာအကျင့်ပါတော့အဲ့မေးတာဖြစ်နေလူနဲ့တိရစ္ဆာန်ဘယ်သူကတာလဲခလေးတွေပြင်းတယ်လူကတာတယ်ပြီးတော့မှသေချာစဉ်းစားတော့လို့နေရာတကာတာလားဆိုတော့မှငိုင်းတော့တယ်မင်းငါးလောက်ရေကူးရတယ်လားဆင်းလောက်အားရှိသလားမရှိပါဘူးငဲ့လို့ပြန်နိုင်လားမပြန်နိုင်ဘူးမြင်းတော့ပြေးတန်လားမတန်ပါဘူးဟာမင်းတို့ငါပြောမယ်လို့နေရာကသားတယ်မထင်နဲ့တိရစ္ဆာန်ကလူတဲ့သားတာတွေအများကြီးလို့လူတွေကသမတနဲ့နိုင်ငံတော်နဲ့ဝိနည်းချုပ်နဲ့ဗာနဲ့စီစီလုံးလုံးဘယ်လိုနေတော့ပြောမနေနဲ့လို့မင်းတို့ပြောမမီဘူးလို့ပဲပြောရရဲ့စီလုံးချင်းကဘယ်လောက်ကောင်းတယ်ထင်တယ်လို့ပြောရရဲ့မယ်သူတို့လည်းသူတို့သင်္ကေတနဲ့သူတို့သတင်းပို့တာတွေရှိတယ်ဗျာမင်းတို့လိုသတိသက်တာပါညာအနေထားပါညာမပါဘူးပေါ့လို့ပြောရအောင်ကအင်မတန်ဝိချုံများတဲ့ပန်တော်ကြီးတစ်ခုတွေ့တယ်ဆိုချက်ချင်းပြန်လာပြီးတော့အဲ့ပြားအောင်ကိုသတင်းပို့တာကတော့မင်းတို့စစ်တပ်သတင်းပို့လို့တော့ဘယ်မှာပြားရင်ရှိပါညာဒါတို့တွေတော့မပါဘူးပေါ့လို့အဲ့ဒီမှာ तू ကသတင်းပို့တယ်ဆိုတဲ့ဥစ္စာပြားအောင်ကိုလှည့်ပတ်ပြီးပြန်နေတာအဲ့ဒီလှည့်ပတ်ပြီးပြန်နေတဲ့ဥစ္စာတမိုင်ဝေးလို့တဲ့နေရာမှာရှိရင်တမိုင်လောက်ပတ်ပြတာအဲ့ဒီမှာဒီကောင်ပတ်ပြန်နေကျန်တဲ့ပြားတွေအကုန်လုံးဒီကောင်သတင်းပို့နေစာသိတယ်လို့ပြီးကြတော့မှအဲ့ပြားပန်းတော်ရှိတဲ့ခေါင်းကပြောတဲ့ဝိယူချုံမင်းနဲ့ပန်းတော်ရှိတဲ့အရမျက်နှာဘက်ကနေအနောက်မှာရှိတယ်ဆိုအနောက်ဘက်ကနေပြောင်းနေစွတ်ပြီးထိုးဝင်လိုက်တာဝင်လိုက်တော့မှကျန်တဲ့ပြားတွေကတမိုင်ခန့်กว่าတော့အနောက်ရမှာပန်းတော်တစ်ခုရှိအဲ့ဒါမှပြားတွေအကုန်လုံးပြန်သွားတာခြီလေးဤမင်းမဤစကားဘာညာပေါ့ပေါ့အပြန်လာကွယ်သွားပါကွယ်ပန်းကြီးပန်းတိုင်းဖောက်ကြပါလေကိုပြပြီးပြီအဲ့ဒီမှာအကုန်လုံးပြားဝိယူကိုစုပ်လို့ပြားကိုပြန်ပို့တာဘယ်ပြားကမှပြားကြီးကိုမှောင်ခိုးစေးသွားမရောက်ဘူးပြတယ်ဟုတ်လားအဲ့တော့ပြောချင်တာအဲ့တိရစ္ဆာန်တွေကလူတဲ့သားဓာတ်တွေအများကြီးရှိတယ်လို့အဲ့ဒီတော့မှပြန်ပြီးတွေ့လိုက်တော့ဒါဖြစ်ရင်တို့လူတွေကဘယ်တိရစ္ဆာန်တဲ့ဆိုတာတဲ့ဥစ္စာဘာတွေရှိတယ်ဆိုရှားကြတာငါမပြောတတ်ဘူးအဲ့ဒီငါဖောက်ဖူးတဲ့စာအုပ်တဲ့ပညာရှင်တွေပြောတဲ့ဥစ္စာဖတ်ပြီးတော့ငါပြန်ပြောတာလို့အဲ့မှာကိုနောက်ကပြောခဲ့တဲ့တိရစ္ဆာန်တွေအားလုံးတဲ့တာတဲ့အချက်က၃ချက်ပဲရှိတယ်အဲ့ဒီ၃ချက်ကိုတာအောင်လုပ်ရတယ်အဲ့ဒီ၃ချက်ကိုထက်မြက်တဲ့ထက်မြောက်လုပ်ရတယ်
အဲ့ဒီသုံးချက်ကဘာလဲဆိုတစ်ချက်ကျိုးကြောင်းပညာကြီးခြင်းနှစ်ချက်ကိုကြည်တရားရှိခြင်းသုံးချက်အလှအပကိုခံစားရခြင်းဖန်တီးရခြင်းဒီသုံးမျိုးပဲရှိအဲ့ဒါမှတော့ဘယ်တိရစ္ဆာန်တက်မဆိုသားတယ်ဒါအကုန်လုံးဝင်ခါကျိုးကြောင်းပညာကြီးခြင်းကျွန်တော်အဲ့ဒီကျိုးကြောင်းပညာကြီးခြင်းလို့ပြောလိုက်လို့ရှိရင်ဖောက်တော့တာရှိတယ်ကျိုးကြောင်းစာကျွန်တော်စိတ်ကပြောခြင်းစိတ်ပေါက်လာတာရှိတယ်ဘာလဲဆိုတော့ကျိုးကြောင်းနဲ့ကျွန်တော်ရှောက်ပြီးပါတယ်ကျိုးကြောင်းဆိုတဲ့သဘောကိုသိချက်ပြန်စဉ်းစားကြည့်တဲ့အခါကျတော့အကျိုးကိုတွေ့လိုက်ရင်အကြောင်းကိုရှာရတာအဲ့ဒီဥစ္စာပညာပဲဒါကြောင့်မလို့ဘုရားကလည်းဟောခဲ့တဲ့ခါမှာယေဓမဟိတုပ္ပဘဝတယ်ဘုရားကိုကျွန်တော်တော်တော်အောင်အောင်တယ်ဘုရားကိုတော်တော်အောင်အောင်တယ်ဆိုတာကျွန်တော်ဘုရားဖြစ်နေတကူတော်ရှင်ပါရှင်ညာရှင်အဖြစ်နေမဟုတ်ဘူးသူစဉ်းစားပုံကိုကျွန်တော်အောင်အောင်တာတိဋ္ဌထမင်းသားရဲ့စဉ်းစားပုံပေါ့အကျိုးကိုတွေ့ရင်အကြောင်းရှိတယ်အကျိုးကိုတွေ့လိုက်လို့ရှိရင်အကြောင်းကိုရှာတယ်အဲ့ဒါပညာပဲအကျိုးကိုတွေ့ရတဲ့အကြောင်းကိုမရှာရလို့ရှိရင်အဲ့ဒါပညာနည်းသေးလို့ပဲဒီဓမ္မဟိတုပ္ပဘဝဘုရားပြောတော်တယ်ဆိုအကြည်ကျင်တရားဟုသမျှတို့၌အကြောင်းရင်းတို့ဒီရှိကိုကြီးတိတ်ဒီပဲရှာကျွန်တော်အဲ့ဒီစကားကိုတွေ့လိုက်တော့ဘယ်ဟာတော့အမှားလဲဆိုကျွန်တော်တော့သတိရတဲ့ကိစ္စတော်တော်ထူးထူးဆန်းဆန်းပဲကျွန်တော်ဘယ်သူတော့သတိရလဲဆိုကျုပ်သတိရတဲ့ဥစ္စာစာအိုက်ဆက်နျူတန်ပေါ့နျူတန်ကအဲ့ဒီစဉ်းစားရမှာကျွန်တော်သူ့ကိုတော့သတိရတယ်ချက်ချင်းပထမဆုံးစပြီးတော့အဲ့ဒီအကြောင်းသိလိုက်တဲ့အကျိုးကိုတွေ့လို့ရှိရင်အကြောင်းကိုရှာခြင်းဒီပညာဆိုတော့မှအဲ့ဒီဥစ္စာကိုပဲနျူတန်ကိုတော့သတိရတာဘာကြောင့်လဲဆိုတော့တရတိကြွေကြတဲ့ဖုတ်ဆူကြတယ်အုံနေကြွေကြတဲ့အုံနဲ့ကြွေကြတယ်ပိန်နေစီကြွေတဲ့ဘုံနဲ့ကြွေကြတယ်ခဲပြလိုက်တဲ့အောက်ပြန်ကြတယ်ဟာဘာလို့ကြတော့ဒီခဲတွေဒီအုံကြီးတွေဒီသေသီးတွေအပြင်းထွက်သွားပါလားလာဟာပြင်ကြီးထဲမှာဘာလို့မတော်ရလဲဒီမြေကြီးပေါ်ကြတယ်ဘာလို့မြေကြီးပေါ်ကြတယ်ဘာလို့မြေကြီးပေါ်ကြတယ်သူအဲ့ဒါစဉ်းစားတာနောက်ဆုံးလိုက်ကြတော့သူကပြောတယ်ဆိုတာကဘာမြေကြီးမှာဆွဲငင်ရှိတယ်ဆိုရက်ဆွဲငင်ကြီးတက်ရဲ့သဘောကိုသူအကြောင်းကိုရှာတွေ့သွားတာအဲ့တော့မှဟာကျွန်တော်တို့ဥကြောင်းကြောင်းရဲ့အခုရှေ့မှာထိုင်လို့ဟိုကျွန်တော်တငယ်ချင်းကျောင်းနေပဲဆရာလှုပ်ဖက်ကိုင်မဲ့ပါအညိုကြီးဆိုကောဒီကောင်ကြီးရေးတဲ့ဥစ္စာကျွန်တော်ဘာသွားတွေ့လဲဆိုအဲ့ထက်မှဒီကျွန်တော်တို့ဒီပရမအင်္ဂလိပ်နဲ့မှာစစ်ပွဲမှာတနင်္လာရီနဲ့ရခိုင်ပါသွားတယ်တနင်္လာရီရဲ့မြို့တော်ကလောက်သွားဖြစ်လဲဆိုတော့မော်လမြိုင်ကသွားဖြစ်တယ်မော်လမြိုင်ကသွားပြီးတော့1826ပေါ့နောက်1826ခုနှစ်မှာသူကအင်္ဂလိပ်အောက်ရောက်သွားတယ်ရောက်သွားတယ်ဆိုတော့1830ကျော်လောက်ကြာတဲ့ခါကျတော့ဘာပေါ်လာလဲဆိုဆေးရုံတွေပေါ်လာတယ်အဲဆေးရုံကြီးတွေပေါ်လာတော့မှအဲ့မှာရှိတဲ့ဆရာဝန်ကြီးတယောက်ကစာဝဲရသွားတယ်ကျွန်တော်နာမည်တော့မေ့နေဒီကောင်ကြီးအဲ့အညော်ကြီးကျေးဇူးကြောင့်ကျွန်တော်လည်းသိတာပါသူကဘာမှကစက်တရားတွေပါညာတွေသူကတေချာဖတ်ပြီးတော့ရွှေတောင်သမိုင်းရွှေတောင်ကျောင်းလိုက်သမိုင်းရေးထားတာကျွန်တော်အဲ့ဒါဖတ်တော့အဲ့တုန်းကသွားတွေ့တယ်ငှက်ဖျားကျွန်တော်ဗမာပြည်ငှက်ဖျားသိပ်ဖြစ်တယ်မော်လမြိုင်ရှိတုန်းကတော်ထူတဲ့နေရာအမှန်တန်ငှက်ဖျားပေါ်တယ်ငှက်ဖျားဖြစ်တဲ့နေရာတွေပေါ့တော်ထူတယ်တန်လွေမြင့်နဲ့ဗာနဲ့လည်းဟောဖြစ်နေတော့သူကငှက်ဖျားကလည်းတော်များထူတာသူကငှက်ဖျားဖြစ်လို့ရှိရင်ကျတို့ဗမာပြည်မှာဖြစ်ပြီဆိုလို့ရှိရင်ဟုတ်လားတုံးခိုက်ဖြစ်ပြီးတော့တက်တယ်ဆိုတာသိတယ်တက်ဖြားကြပြဟာဒါတောက်လျှောက်ဖြစ်နေတာဟာဗမာတွေကတွေးတဲ့ဥစ္စာစမ်းရည်တောက်လို့လို့ဟုတ်လားစိတ်ရည်တောက်လို့သိရဖတ်ပြီးပြောနေတာတောက်လို့ဟိုတကူကြီးတဲ့ညောင်မဲအောက်မှာသွားပြီးရှူရှူပေါက်လို့ငှက်ဖျားဖြစ်တယ်လို့နောက်ဆုံးပြီးအကြောင်းရင်းအဲ့ဒီမှာရှိတဲ့ဆရာဝန်ကြီးတယောက်ကသွားပြီးတော့တွေ့တယ်မှာအဲ့ဒီတော့မှအန်နိုဖလိလို့ခေါ်တဲ့ချိန်ကိုက်လို့ငှက်ဖျားဖြစ်တယ်လို့ပြောတာအကြောင်းငှက်ဖျားဖြစ်လို့ငှက်ဖျားဖြစ်တဲ့ဥစ္စာအကြောင်းရင်းကချိန်ကိုက်ဆိုတာပြီးတော့ချိန်မကိုက်အောင်နေပေါ့ချိန်ကိုတတ်ပေါ့ချိန်အောင်လည်းနေပေါ့အဲ့လိုနီးနဲ့ကျွန်တော်တွေ့ရတယ်
အကြောင်းရင်းကိုသတ်လိုက်လို့ရှိရင်အကျိုးမဖြစ်တော့ဘူးအဲ့ဒါပညာဆိုတာအဲ့ဒါပဲအဲ့ဆရာဝန်ကြီးကစာပွဲရပါတယ်အင်္ဂလန်ကနေသူ့ကိုစာပွဲပြီးတယ်အဲ့ဒီကပြီးတဲ့အတွက်ကြောင့်တွေ့ရှိထူးဆန်းတဲ့တွေ့ရှိချက်ကြီးပဲအေယာမတွေ့ရှိချက်ကြီးခုရက်ထိလဲဒီဥစ္စာကိုနှစ်ဖျားအတွက်ကိုချင်းမှုကာကွယ်နေရတော့မယ်ကျွန်တော်တို့ထားပါတော့ကျွန်တော်အဲ့ဒီကနေဆက်ပြောလိုက်တဲ့ခါကျအကျိုးတရားကိုတွေးလို့ရှိရင်အကြောင်းကိုရှာတာချင်းပြီဆိုအဲ့ဒါပြန်တွေ့တော့ကျွန်တော်ဖျားကိုလေသွားတွေ့တယ်သွားတွေ့တော့ဒီသိတတ်တာရတော်ရရာတို့နမ3000လို့စွန့်ပြီးတိုးတဲ့ထွက်သွားတယ်ဘာကြောင့်ထွက်သွားလဲကျွန်တော်ဟို Light of Asia ဆိုတာလင်္ကာကြီးတစ်ခုရှိတယ်ဘုရားဝင်လင်္ကာကြီးပေါ့အင်္ဂလိပ်လိုရေးထားရေးတဲ့ပုဂ္ဂိုလ်ကစာ Edwin R. Noble လေကျွန်တော်အဲ့ဒီဥစ္စာကိုဓမ္မရိပ်ထဲမှာကျွန်တော်နည်းနည်းဗမာလင်္ကာနဲ့ပြန်ပြီးတော့ကျွန်တော်ရေးနေပါတယ်ထားပါတော့အဲ့ထင်မှာပြောတဲ့ဥစ္စာသူကဒီသိတတ်တာကဥပမာဆိုတော့သူတွေကိုတွေ့တယ်သူ့ကိုတွေ့တယ်ဘာညာပေါ့ဗျာဒါကြီးကျွန်တော်မပြောတော့နောက်ဆုံးမိရရတော်ရကိုသိချစ်တယ်သူကရတော်ရလည်းသိချစ်တယ်ချစ်တော့အဲ့ခွဲကနေလေးမှရေးထားတဲ့ဥစ္စာကသိလုံးမကောင်းတာအဲ့သူကအဲ့ပုဂ္ဂိုလ်ကြီးကလည်းအင်္ဂလိပ်ကြီးဒါမှစာရေးကောင်းလိုက်တာပြောမနေသူတရားစိတ်နဲ့ရေးတယ်ပါသူဘုရားဘာသာဖြစ်သွားတယ်လို့တောင်တချို့ကယူဆကြတယ်သူကသူပြောချင်မှပြောမယ်ဒါမှသူဘုရားဘာသာကိုယုံကြည်ပြီးတော့ဘုရားကိုတကယ်ကိုကြည်ညိုမြတ်နိုးသွားတယ်ယူဆကြတယ်သူ့ကိုခရိယာနဲ့သကရင်းဆိုကြတယ်ဘုရားအကြောင်းတော့ရေးပြီးခရစ်တော်အကြောင်းတော့မရေးဘူးဆိုတော့သကရင်းဆိုတော့သူခမရရေးရှာတယ် The Light of the World ဆိုတော့ဒါမှ popular မဖြစ်ဘူးသိမကြိုက်ကြဘူးလိပ်ပြမနိုးတော့ပေါ့လေဟိုမှာဘုရားအကြောင်းရေးတော့ကတော့လိပ်ပြတိတ်နိုးတော့အဲဒီမှာရတော်ရနဲ့ခွဲကန်ဒီလေးမှာပြောတာရတော်ရတဲ့မင်းတနေ့ကျရင်ဒီလိုအိပ်ပြောလို့မင်းပြောတော့မှာပဲငါလည်းသိရမှာပဲတဲ့အဲဒီတော့ရတော်ရတဲ့မင်းနဲ့ငါနဲ့ကနှစ်ယောက်ကတယောက်ကိုတယောက်ချီတာလုံးလုံးမလို့ငါတို့ရဲ့နှုတ်ခမ်းအစုံနှလွာနှုတ်ခမ်းအစုံနှစ်စုံကိုဖိတ်ကပ်ပြီးတောက်ခါလို့သိစီထားတော့လည်းပဲရတော်ရမင်းအချိန်ကာလကိုဘယ်လိုတားမလဲသိမင်းကိုဘယ်လိုတားမလဲမင်းနိုင်ငံနဲ့ခွဲရတယ်ငါမင်းကိုမခွဲနိုင်ဘူးဒါကြောင့်မို့လို့သိမင်းမခွဲနိုင်တဲ့နေရာငါသွားရှာပြစီခိတ္တလောက်တော့တီးခါမှရတော်ရမင်းကငါနဲ့မခွဲရတဲ့နေရာသွားရှာပြစီဆိုအဲ့လိုတိုးထွက်သွားပြီးတော့မှနောက်ဆုံးမိမှဒုက္ခရစရိယာကျင့်နေဆိုတော့လေသူစဉ်းစားရလေတစ်ချက်တည်းဘာလို့သိရလဲသိခြင်းအကြောင်းရင်းကပါမွေးလာလို့ဒါလေးစဉ်းစားတာဒါဖြင့်မမွေးအောင်လုပ်လိုက်တော့မသေးတော့ဘူးပြန်မမွေးတဲ့နေရာရှိရမယ်ပြက်တာဘာကြောင့်ပြက်တယ်လဲဖြစ်လို့ပြက်တယ်မဖြစ်ရင်မပြက်ဘူးမဖြစ်အောင်လုပ်ဘုရားရှာတာအဲ့ဒါပဲနိဗ္ဗာန်ဆိုတာအဲ့ဒါပဲနိဗ္ဗာန်ဆိုတာတချို့ကဘုံလို့ထင်နေတယ်ဘုံမဟုတ်ဘူးမဖြစ်အောင်လုပ်ရတာမဖြစ်တော့လို့ရှိရင်ဒါနိဗ္ဗာန်ပဲဒါပြီးသွားတာမပြတ်တော့မွေးလို့ရှိရင်မသေးတော့မွေးလေလို့သိရမှာမမွေးရင်မသေးတော့မမွေးအောင်လုပ်လိုက်ပြန်မမွေးနဲ့ပြီးရောအဲ့ဒါနိဗ္ဗာန်သဘောပဲကျွန်တော်နားလဲတာဘုံမဟုတ်ထားလိုက်ပါတော့ကျွန်တော်ပြောတာအဲ့ဒီကြောင်းကျိုးဆင်ញင်မှုအကျိုးကိုတွေ့ရင်အကြောင်းကိုရှာရမှုအကြောင်းကိုတွေ့လို့ရှိရင်အကျိုးရှာရမှုအဲ့ဒီအကြောင်းကျိုးသိတတ်တဲ့ဥစ္စာဒီပညာပဲအဲ့တော့ကျွန်တော်တို့ကတခါဆက်တော့ဘာဖြစ်လာလဲဆိုပညာဆိုတာဘာလဲကျွန်တော်ကပြောတဲ့ဥစ္စာကတော့ညင်လဲနဲ့လာပြီကျွန်တော်ခုပြောတဲ့ဥစ္စာတွေမှာကျွန်တော်ပြောစရာတွေပါဒီကျွန်တော်ပြောဥပါတယ်ဇာတာစာပေသဘောတွေပါဒီပြောဥပါတယ်ဒါမှကျွန်တော်အဲ့ဒါညီးငွေသွားပြီတိတ်မပြောရင်တော့ကြိုးကြောင်းဆင်နေတာပညာဆိုတာဘာလဲလူတွေက if you don't ask me I know if you ask me I don't know မင်းမမေးနဲ့ရှိရင်ငါသိနေတယ်မင်းမေးလိုက်ရင်ငါမသိတော့ဘူးတဲ့ဒါကျွန်တော်တို့ရဲ့လူတွေရဲ့ဖြစ်နေတဲ့အနေထားထားပဲမမေးရင်သိတယ်မင်းရင်မသိတော့ဘာမစင်းလားလို့ကျွန်တော်အခုတော့အဲ့လိုပေါ့လေကလေးတွေပါတဲ့အခါကျကလေးတွေကိုကျွန်တော်အဲ့ဒီဟာကိုကျွန်တော်နှိုးပေးခြင်း
ခုဖြစ်နေတာကလေးတွေကမစင်သားဘဲနဲ့စာမအောင်လို့ကြတယ်ကိုယ်ပြောလိုက်မယ်ခုစာမတွေအောင်လာတဲ့ဥစ္စာကျူရှင်နဲ့ကျူရှင်ဆရာနဲ့ဆရာမစီမှာကျူရှင်ယူလာနဲ့အဲ့ဒါနဲ့အောင်ပြီးတော့ဘာလုပ်လဲဆိုအလွတ်ကျက်ပြီးအောင်တဲ့ခါကျအောင်လာမို့အောင်လာတော့10ရန်းတော့အောင်လာမို့ကျက်ပြီးအောင်လာကျက်10ရန်းလားအဲ့ဒီဟိုဘက်ရောက်တဲ့ခါကျတော့10ရန်းအောင်လာအမှတ်ကလေးကောင်းတဲ့ခါကျကျက်မှုဟုတ်လားကျက်ကတူဒီလုံးကျက်နေဒီလုံးကျက်ဖြစ်နေကျက်ကတူအဲ့ဒီကနေနည်းနည်းအမှတ်ကောင်းတော့ကျက်မှုကျက်ကတူတပီလုံးအဲ့လိုလုပ်နေရတယ်ကျွန်တော်အဲ့ဒါကြောင့်ကလေးတွေကိုကျွန်တော်စိတ်ထဲမှာသူတို့အိုးနောက်ထဲမှာနည်းနည်းလေးပြန်ပြီးစဉ်းစားရအောင်ခုဖြစ်နေတာကခြေခြေမြင့်မြင့်ကိုသိရတဲ့ဟာမရှိတော့ဘူးဥပမာ equation တစ်ခုရှိတယ်ဟုတ်လားအခရာတင်ချတို့ဘာလို့ equation ဟောညီမရေးကိန်းနာပေါ့ညီမရေးကိန်းနာမှာဘယ်ဘက်ကကိန်းနာအနှုတ်ကိုညာဘက်ပြောင်းလိုက်အပေါင်းဖြစ်တယ်သူညာဘက်ပြောင်းလိုက်အပေါင်းဖြစ်တယ်လို့ထင်တယ်ဘာဖြစ်လို့အပေါင်းဖြစ်သွားရမှာလဲအဲ့ဒီခြေမြင့်မြင့်ကိုမသိဘူးဘာဖြစ်လို့အပေါင်းဖြစ်သွားတော့ဒီကနန်းရှိတဲ့ထဲအဲ့ဒီဓမ္မသူကဘယ်ဘက်ပြောင်းလိုက်အပေါင်းညာဘက်ပြောင်းလိုက်အနှုတ်ဟုတ်လားအနှုတ်ဒီညာဘက်ပြောင်းလိုက်အပေါင်းဘယ်ဘက်ကအပေါင်းကိုညာဘက်ပြောင်းလိုက်အပေါင်းညာဘက်ကအနှုတ်ကိုဘယ်ဘက်ပြောင်းလိုက်အပေါင်းအဲ့ဒါမျိုးတွေဘာမှလည်းမသိအခြေမြစ်ကိုမသိဘူးကျွန်တော်တို့ကအဲ့ဒီလိုသိနေတဲ့သင်္นานကြီးကိုလည်းကျွန်တော်မကြိုက်ဘူးခရီးတွေအခြေချင်းမိမစင်တော့ဘူးကျွန်တော်ကတော့အမှန်တည်းမြန်စဉ်းစားရဲဆိုတာဘာလဲဆိုတာစဉ်းစားတယ်စဉ်းစားရဲဆိုတာဘာလဲဟောကျွန်တော်အဲ့လိုခါမျိုးပေါ့လေထားလိုက်ပါတော့ကျွန်တော်ရှောက်ပြောလို့ဖြစ်နေမှာအဲ့တော့လူကတိရစ္ဆာန်နဲ့တာတဲ့သုံးချက်ထဲမှာခေါင်းကပြောတယ်ကျိုးကြောင်းပညာရှိခြင်းအဲ့ဒါအရေးကြီးတယ်အဲ့ပညာဆိုတာဘာလဲဆိုတော့ရုပ်တရက်မပြောတတ်တော့ပညာသင်တယ်ဆိုတာဘာလဲသိမပြောတတ်တော့ကျွန်တော်ပြောတဲ့ဥစ္စာနည်းနည်းသိခံကြတာကျွန်တော်တို့ကဒီဟိုဘာနာရှောတော်အဖိုးကြီးကသိရက်သက်တယ်ဘာနာရှောကြီးလူတွေဟာတဲ့စဉ်းစားရမှာကိုသိပါတဲ့ကြောက်တယ်တဲ့ဒါကြောင့်မို့လူများစုကမစဉ်းစားပဲသိနေကြတယ်သိရက်သက်တယ်ဘုရားဒါမှမှန်တယ်သူပြောတာစဉ်းစားရမှာကြောက်ကြတယ်ထားတော့ကြိုက်ကောင်းတယ်ကျွန်တော်တခုတည်းကျွန်တော်ပြောတာဖြတ်ပြီးပြောရတာကျွန်တော်တရားသတိထားကြည့်ပါခုလည်းငယ်မွေးလာတဲ့ခွေးလေးတစ်ကောင်ရဲ့လူလေးတစ်ယောက်ရဲ့ကလေးလေးတစ်ကောင်ပေါ့လူလေးတစ်ကောင်ရဲ့ခွေးလေးတစ်ကောင်ရဲ့ပြိုင်တူမွေးမယ်ဆိုတော့ဟိုဘက်ကလူလေးဥရဲ့ဒီဘက်ကခွေးလေးဥနဲ့သူတို့မျိုးဗာများချတယ်ထင်တော့အတူတူပဲဇီရိုကစားအဲ့ဒီခွေလေးနဲ့လူလေးနဲ့အတူတူပဲမွေးချင်းမှာဘာမှမထူးသူတို့ဘာမှပါမလားဇီရိုပဲနှစ်ကောင်လုံးဒါမဲ့ခွေးလေးက2 နာရီ3 နာရီလောက်ဖြစ်တဲ့ခါကျတော့ခြေတော်ခွေးက4 ဘက်ပါတော့သူကထပြီးတော့မတ်တက်ရက်တော့မလို့ဘာလို့လှုပ်လာတယ်လူကအဲ့လိုမတတ်နိုင်6 လရှိတောင်မှမတ်တက်မရနိုင်ဘူးကားငုတ်တို့လူငုတ်တို့6 လဆိုငုတ်တို့ပဲရှိသေးတယ်မထနိုင်ဘူးသူကသူမရနိုင်အဲ့6 လရှိတဲ့မှာဟိုခွေးကတောက်ပြီးတော့ပြီးပြီးတော့နေပြီလူလွန်ပြီးတော့ဟောင်းလိုက်ပြားလိုက်ပြေးလာပြီသူကတဘာဝကသူ့ကိုပေးထားတာအဲ့လူကတော်တော်ကိုလေ့ကျင့်ရတယ်လေ့ကျင့်ရဆိုအဲ့6 လ 9 လလောက်ကလေးကိုမုံပေးလို့ရှိရင်အဲ့မုံကိုပါဇက်ထဲထည့်တာတောင်တက်အောင်မထည့်နိုင်ဘူးတောင်ချော်မြောက်ချော်ဖြစ်တယ်ဟိုခွေးကပြေးလွှတ်နေတိတ်နောက်ကြတယ်လူကဒါမဲ့လို့သူကနောက်ကြတော့3 နှစ်လောက်ရှိတဲ့ခါကျမှသူကတောင်ပြေးမြောက်ပြေးနဲ့ပြေးပြီးတော့တခါကစားကြတယ်အဲ့တော့ဒီကလေးတွေကတခါလေ့ကျင့်ရတာသူတို့လက်ကလေးတွေခြေတော်ကလေးတွေကိုပြေးနိုင်သွားနိုင်အောင်ကစားကြတယ်ထုတ်စီတူတန်ကစားမယ်ပြေးတန်းဆိုရင်ခမဲစိတ်ပြေးတန်းကစားမယ်တယောက်ဖမ်းမယ်ဟုတ်လားခွေးလိုက်တန်းကစားမယ်ဒါလိုတွေသူ့လက်ကိုခြေကိုအကုန်လုံးကျင့်ရတာအဲ့ဒါလူတွေကကမင်းညောထားတယ်ပြောတာ
မဟုတ်ဘူးအဲလူကြီးကြတော့အားကစားတယ်တော့စိတ်ပြတ်ဖို့ကောင်းစဉ်းစားကြည့်ခုမှလက်ချီကိုလေ့ကျင့်နေရတာဒါကြောင့်မလို့ကျွန်တော်မူကြိုမှာသာသင်တယ်ကျွန်တော်ကြိုက်ကုန်မကြိုက်မူကြိုမှာကာယိခါကိုတိတ်သိမနေပါနဲ့မလိုပါဘူးကလေးဆိုတဲ့ဥစ္စာမျိုးကမွေးလာတဲ့အခါမှာစလာရင်ကတိတ်အရေးကြီးတဲ့ချက်ကဘာလဲဆိုတော့စัจ java လာတစ်ခုသုံးမှာသူသာဘဟုသူသာအရေးကြီးဆုံးသူ့တဲ့ပဲသူသိတယ်စားရင်စားမစားရင်ငိုမယ်စားလို့ရှိရတော့ပစ္စည်းတစ်ခုရလို့ရှိရင်သူကြိုင်မယ်ကြည့်မယ်အရေးကြီးဆုံးဖြစ်တဲ့ဥစ္စာအဲ့ဒီပစ္စည်းကိုစားကောင်းတာမစားကောင်းတာဘာသာပါဇတ်တဲ့တန်းထိုးမယ်ဒါအရေးကြီးဆုံးလေ့ကျင့်ကပါဇတ်တဲ့ထည့်တဲ့ဟာလေအရေးကြီးဆုံးလေ့ကျင့်ကအဲ့ဒါသူလုပ်မယ်နောက်ကြတော့မှခလေးရင်ကတခါတည်းသူစီတာလည်းဘဟုထားတယ်နောက်ကြခလေးကြီးတွေ့တော့အဲ့ဒီကစားကြလေးတစ်ခုတွေ့ပစ္စည်းလေးတွေ့ပြီဟိုကလေးရဲ့လူဒီကလေးရဲ့လူဟာအဲ့မှာမရရင်ငိုရောက်အော်ရဟိတ်ကြဒါသူ့ကိုယ်သူဘဟုလုံးတာနောက်ကြမှာအဲ့ခလေးနှစ်ယောက်ကစားနေရင်ကနေပြီးမှသူတို့ကအတူတူကစားမယ်ဆိုတာမျိုးဖြစ်လာတယ်ဘာလို့ငါအပြင်သူလည်းရှိတယ်ဆိုတော့သူသိလာတယ်အဲ့တော့မှအတူတူကစားတာအဲ့ဒါဒီမိုကရေစီရဲ့ပထမဆုံးအစပဲငါလည်းမကဘူးသူလည်းရှိတယ်ဆိုတာသိတာအဲ့အာနာရှင်ကြတော့ငါသာလည်းရှိတယ်သူလည်းများရှိတယ်လို့ထိုးပေါ်မထားဘူးအဲ့ဒီဥစ္စာစပြီးကြွားတာအဲ့ဒီကတော့ကလေးကြီးကစားတယ်စကွာကလေးကြီးအတူတူစားတယ်ဆိုတဲ့ကိစ္စပေါ်သေးသေးမှမဟုတ်ဘူးနဲ့စဉ်းစားကြည့်ပါလားကလေးလှုပ်ထားတဲ့စီကန်းတွေနဲတာမှမဟုတ်နဲ့ထုတ်စီးတိုးတယ်စီးဆွဲတယ်ခေါင်စည်းဒါကိုမထိနဲ့ဒါကိုထိရင်ထမီဘူးလောင်နေတဲ့ဘယ်သူလှုပ်ထားမှလည်းမသိဘယ်ကလေးလှုပ်ထားမှလည်းထမီဘူးလှုပ်ထားတယ်ဆိုနောက်တစ်ခါကျတော့ဖမ်းလို့ရှိရင်ရှေ့ကဖမ်းမှမိတယ်နောက်ကဖမ်းရင်မမိဘူးဟိုကစီးလွန်သွားမှနောက်ကနေမဖမ်းနဲ့မမိဘူးဒါဒီကလေးလှုပ်တဲ့စီကန်းနေပဲအာဝဇ္ဇကောင်းတာကလေးတွေကသူတို့လှုပ်ထားတဲ့စီကန်းကိုသူတို့အများအားလိုက်နေတယ်ယူသေးတယ်အာဝဇ္ဇလူကြီးတွေကကိုလှုပ်တဲ့စီကန်းလည်းကိုမလိုက်တော့တော်ကြရင်ဟုတ်လားယခုအမိန်ကြီးခင်ရင်အားလုံးကိုပိတ်ဖြက်ပြီးဖြစ်ရပြီတွားပြီကိုစီကန်းနေကုန်ပြီဒီခါရဲလူကြီးတွေကဟောပြီးကလေးတွေရဲ့စီကံကထုံစီစီကံခုရကြီးမပြတ်ဘူးဘယ်ကလေးကသားဆွဲရမှလည်းမသိဘူးဒါမှကလေးတိုင်းလိုက်ကြကျွန်တော်ပြောနေတာအဲ့တော့ပြောနေတာကလေးတွေကစားတယ်ဆိုတော့စာရေးကြည့်တယ်ဒါမှခက်တဲ့ပုံကလူကြီးတွေကျွတ်တို့ရန်ကုန်ခမရတို့မော်လမြိုင်တော့မသိဘူးကလေးကစားခွင့်နေပိတ်ပြီးတောင်လုံးပြောင်းလို့လုပ်ပြတာမဟာမြန်အောက်ထိပ်မှာကလေးကစားအောင်ကြီးမှတိတ်တော်တာရှိတယ်အခုတော့အဲ့ဒီမှာရတန်အားကြီးဆောက်တယ်။ယင်းဒီကုန်းမှာပရိဒါသဘိစာလုပ်နေတယ်။ဟုတ်လားအဲ့မှာကစားခွင့်ကြီးပဲ။ခဲတွေကစားခွင့်ကြပိတ်ပြီးတောက်လို့မြောက်လို့နေလုပ်နေတယ်။လူကြီးကြတော့ခောက်ခွင့်ဧကပေါင်းများစွာယူထားတယ်။သူတို့ကြတော့အားကစားတယ်။ကလေးတွေကြတော့ကမြင်းညောထားတယ်။ဟုတ်လား။ခောက်ခွင့်အရာမကြီးလို့သူတို့အားကစားအမလီကောက်တုံနေတဲ့ပိုက်ဆံမဟုတ်သွားပြီးရဲရတာကားနဲ့သွားပြီးရဲအဲ့မှာသတင်းစာတွေပါသေးတယ်ဒီခါတစ်ချက်ထဲကျင်းဝင်တစ်ချက်ထဲကျင်းဝင်တော့ဘာဖြစ်လဲစဘာအထွေတူလည်းထားပါတော့စိတ်ပြတ်ဖို့ကောင်းတယ်ရီးဖို့လည်းကောင်းတယ်ဟဲ့ရောမရှိဘူးလားဆိုမချက်ပါဘူးကွာဆိုဘာမှမတတ်နဲ့ကျွန်တော်ထားလိုက်ပါတော့ကျွန်တော်ပြောနေတာကပေါက်သွားတယ်ကျွန်တော်စိတ်ကတော့ချင်ပေါက်လာဒါကြောင့်ထွက်လာအဲပထမဆုံးကျိုးကြောင်းပညာကြည့်ခြင်းနောက်ပြီးတော့မှပါလာတယ်ဟောကိုကြီးတရားရှိတယ်အဲကိုကြီးတရားလူပဲရှိတယ်ဘယ်တိရစ္ဆာန်မှကိုကြီးတရားဆိုတာမရှိဘူးခွေးဆိုလို့ကျွန်တော်ခေါ်တော့လူသားဖို့လုပ်ထားဆိုတာမစားဘူးရိုက်ထားတော့သူမှတ်မိတယ်ဒါသူ့ကိုကြီးတရားနဲ့မဆိုင်ဘူးလူပဲကိုကြီးတရားရှိတယ်ကြားတဲ့ကောင်ကသမင်ကောင်ကိုကြိုက်တယ်သမင်မတဲ့ကောင်ကိုကြိုက်စားကြတော့လို့ကြိုက်စားရတာဒါပဲပြီးအဲဒီသမင်မကြီးမှာသာသမီတွေရှိပါလိမ့်မယ်ဒုက္ခမြကလေးတွေမှာမိတဆိုးဖြည့်ချရပဲဒါဒုက္ခိစ္စပေါ့ဒါမစင်သားဘူးလားစားတော့ကြစားပြီးရင်ထားပြခဲ့တာဘိုက်ပြည့်ပြီးသွားပြီးသူဟာကျန်တဲ့အသားတွေပါလေဇာတ်ဆွ
ဒါဆွဲကြီးထိုးလို့ခွေးစားစားသူလှဲ့ကိုမကြည့်တော့သူပဲပိုက်ပါပေါ့ပြီးတာလူတစ်မျိုးပဲကိုစားလို့ဝါရတဲ့သူများစားတော့မကြိုက်အဲ့လူတစ်မျိုးပဲကိစ္စများပြီးရှုပ်တာအဲ့တော့ပြောချင်တာအဲ့ဒီကိုချင်းတရားဆိုတဲ့ကိစ္စကြတော့ဟောသူလည်းငါလိုပဲကျွန်တော်ကလေးမြောက်ကစားလို့ပေါ့ငါအပြင်သူရှိတယ်ဆိုလို့သိလာတယ်အဲ့ဒီဥစ္စာလူသားသားတဲ့အချက်ပဲနောက်တစ်ချက်ကဘယ်ဟာလဲဆိုတော့အလှပကိုခံစားရခြင်းဖန်တီးတာချင်းတယ်ကျွန်တော်နောက်ဆုံးထည့်ထားတယ်ဒါမဲ့လောကကြီးမှာဒုက္ခတွေကအဲ့ဒါကျွန်တော်ထင်တာပဲသူတို့ကတော့အဲ့လိုပြောထားတာပါတစ်ကျိုးကြောင့်ပညာကြီးခြင်းနှစ်ကိုကြည်တရားရှိခြင်းသုံးအလှပကိုခံစားရခြင်းဖန်တီးတာချင်းအဲ့ဥစ္စာဘာကျွန်တော်တပြည့်အပြောနေမယ်ဒီမကူပန်းနေထိုးတာတင်းထားတယ်အဲ့ဒါမရှိလေဖြစ်တာဘာလို့လုပ်တာတကယ်ပြောတာပါကျွန်တော်ဘယ်ဟာမဆိုကျွန်တော်တို့ကနေရာတကာအဲ့မှာလှကြတယ်ကိုယ်ကလည်းလှကြတယ်လှတာကိုလည်းကြည့်တယ်လှတာကိုလည်းသဘောကျတယ်ဒီပန်းနေပါတယ်ရှိမှပန်းတွေခွင့်ပန်းဒီနောက်ကမှလည်းရေးထားတဲ့ဥစ္စာစလုံးနေပါတယ်အယောင်နေပါတယ်တော်တော်ကောင်းတာဒီဟာကိုဘာလို့လုပ်တာအမိုးဖို့ကြည့်ထားပါတော့မိုးလိုက်ပေါ့ဘာလို့ဆိုအပေါ်ကနှင်းလို့ကတော့မကြောက်အောင်ဒီကရှိရအလိတ်လေးအတွန့်အတွန့်နေတယ်ဘာလုပ်ထားလို့လှရင်လို့လုပ်ထားတာအကုန်လုံးကျတော့လုတ်သမျှအကုန်လုံးခြားဘူးကြီးရစိတ်ထဲမှာစဉ်းစားအဲ့ဒီဥစ္စာကကျွန်တော်တို့လောကကိုဒုက္ခအပေးဆုံးကအဲ့ဒါလို့ထင်တာပဲကျွန်တော်ဖြစ်ကျွန်တော်လူလောကတော့ဒုက္ခအပေးဆုံးကသူပဲဟုတ်လားမိန်းကလေးတွေဆိုလည်းပဲစပင်းလေးဒီနားလေးချတယ်တကြိုင်တင်လိုက်တော်ကြိုင်ဒီလိုလေးတင်လိုက်ဒါလုံနာကျွန်တော်တက်ကလို့မှနေတဲ့ရကောင်မလေးတွေပဲတွေ့တဲ့ခါနင်တို့ဟာလို့ဒီကတော်ကြိုင်လက်ကလေးတတ်တယ်တော်ကြိုင်လက်ဆញ្ញနဲ့ညှက်ထားလိုက်လေပြီးတဲ့ကိစ္စတော့ဟုတ်တော်ကြိုင်ကြလိုက်တင်လိုက်ဟာဆရာလည်းအဲ့လိုကြအောင်လို့လုပ်ထားတာဟုတ်ဘာပြောမလို့ဘာမှပြောလို့မရတော့အဲ့လိုကြားစေချင်လို့ဒီလိုထားတဲ့ကိစ္စကိုဆရာလည်းပဲဟုတ်ဒါအဲ့ဒီဥစ္စာကိုလည်းကျွတ်တော့မကြိုက်ဘူးဆိုကြိုက်တယ်ဟာအဲ့ကောင်မလေးရှားတာပေါ့ကလှုပ်ထားလို့ရှိရင်ဘယ်လိုလှုပ်ထားတယ်တချို့ဆိုရင်မျက်တောင်လေးများကော့လာအစ်စ်လည်းမဟုတ်ဘူးအတူလေးဒါပေမဲ့အဲ့ဒါကိုကျွတ်တော့လည်းသဘောကျတယ်ခက်ပုံကသူတော့အခုဆိုလို့ရှိရင် MRTV ဖိုးမှာတွေ့ပါလိမ့်မယ် fashion break ပေါ့လေကောင်မလေးတွေ fashion လေးတွေပါလိမ့်တယ်ဟာဘယ်လိုဘာဘယ်လိုလုပ်လက်အဲ့ဒီလက်မောင်းကလည်းဘယ်ကထွက်လာမှမသိဘူးတခါလဲလက်ကလည်းအဲ့လိုဟာမလို့စုံးတော့အဲ့ဒါကိုပိုက်ဆံကုန်ခမ်းပြီးတော့လုပ်တာအဲ့ fashion လုပ်ပေးတဲ့ဟာတွေကသမင် fashion လုပ်လိုက်ပါကြသူတို့တထေးဖြစ်နေတာအဲ့လောက်ပြောကျွန်တော်တို့ကအဲ့ဒါကိုလေကျွတ်တော့လည်းပဲအဲ့ဒေါ်ကြတာအဲ့ဒါလှတဲ့ဥစ္စာနောက်ကြတော့ဘာဖြစ်လာတယ်ဆိုတခါထပ်ပြီးတော့ဒီကိုယ်ပြောရမယ်စကားပြောတဲ့ဥစ္စာအပန်းကအစဘာအစအဲ့လိုပေါ့ဗျာလင်းသားမင်းတို့ဖြစ်ဆိုတာနဲ့မေမေလင်ကြီးနဲ့ဆိုအတူတူပဲဒါပဲမေလင်ဆိုတော့ကြိုက်ဘူးဆဲတာဖြစ်သွားတယ်မင်းတို့ဖြစ်ဆိုတော့ယူသားလားစကားဖြစ်သွားတယ်အဲ့တော့ကျွန်တော်ကအဲ့ဒီဟာလည်းကြိုက်တယ်ကျွန်တော်ရောင်းသူဝယ်ဆိုအတန်တူတယ်တဲ့ခေါ်သူထူးသူအတန်တူတယ်တဲ့မြတ်ရေးဆိုတော့ကီးချင်းကအတူတူပဲဒီက၅ပေါက်နဲ့ခေါ်ရဟိုကလည်း၅ပေါက်နဲ့ထူတယ်ကီးချင်းသွားတူနေမြတ်ရေးဆိုတော့မြတ်ဘာလို့တော့အဲ့လိုဖြစ်သွားတာရောင်းသူဝယ်သူအတန်တူတယ်တဲ့မြေပဲလားဆိုခေါ်တယ်လို့လာပါဦးကြီးသွားတူမချိမ့်မနဲ့သွားတူတာပေါ့စီစုနောင်ဟိတ်အဲ့လိုဖြစ်သွားတာကျွန်တော်ရန်ကုန်အလုံထဲမှာနေခဲ့ပြီဌာနလမ်းထဲမှာအဲ့မှာတော့အလုံထဲမှာတာမယာကြီးရောက်တဲ့ကောင်ကိုလာလေးရှိတယ်တာမယာကြီးပဲရောက်တယ်သူကဘာမှလည်းမပါဘူးရှေ့မှာချင်းလေးတစ်လုံးနောက်မှချင်းလေးတစ်လုံးအဲ့ထဲမှာတာမယာကြီးအလုံးတစ်ဖက်ကိုချင်းတစ်လုံးလုံးကိုအစိတ်30လောက်ပါတယ်မှာသိလည်းမလေးပါဘူးခပ်ပေါ်ပေါ်လေးပါလူတဘိုးလေးနဲ့ထမ်းပြီးလဲရောက်လာရောက်နေဆိုတော့သူကတာမယာကြီးရောက်လာရိုးမရောက်ဘူးသူကအဲ့ကျွန်တော်ပြောတဲ့ဒီသူကအလင်္ကာတို့ပါညာတို့ပါတယ်အတန်အနေထားပါတယ်ကျွန်တော်မှတ်မိတယ်အဲ့ဒါလေးရတယ်ခဏလာသူ့ပဲဝဲနေတော့အလွတ်ရတမယာသည်
တာမယာစီတစ်လုံးငါးပြားဆယ်ပြားကိုသုံးလုံးဝဲခြင်းဝဲလိုက်မဝဲခြင်းနေကြအဝေးရောက်မှမခေါ်နဲ့ပြန်မလာတော့ဘူးဟာကျုပ်အဲ့ဒီကောင်ပဲခေါ်ဝဲနေရတယ်အဲ့ဒီကောင်ရိုးဆိုကြည့်ပါလားတာမယာစီတစ်လုံးငါးပြားဆယ်ပြားကိုသုံးလုံးဝဲခြင်းဝဲလိုက်မဝဲခြင်းနေကြအဝေးရောက်မှမခေါ်နဲ့ပြန်မလာတော့ဘူးဘယ်နဲ့လုပ်လဲခွေးသားရောင်းတာတာမယာစီအတန်းကချင်းစုပ်စုပ်နဲ့ပါထွက်ရတဲ့ရဆိုဟုတ်လားအဲ့ဒါမျိုးဖြစ်သွားကျွန်တော်တို့ကအဲ့လိုပေါ့အလားပါတာအဲ့ဒါကိုကျွန်တော်တို့ကကြိုက်တယ်ကြိုက်တဲ့ခါကျတော့ကျွန်တော်အလားပါပိုင်းကိုကျွန်တော်ဘယ်လောက်ကြိုက်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ထည့်ပြောခြင်းလို့ပါကျွန်တော်လူတွေမှာအလားပါအဖန်စားဆုံးဆိုတာကျွန်တော်အဲ့ဒါပြောတာလူတွေမှာမိန်းကလေးတယောက်လှတယ်ဘယ်တော့လှလားသေပြီးတော့လှလားဟုတ်လားခုနကတရားသဘောနဲ့ကြည့်လိုက်လို့ရှင်ဘာသွားဖြစ်မလဲပထဝီတေသောအာဘောဝါယောဝိနာကန္နရတ္တဩဇာထက်ကလေးရှိပါဓာတ်ကြီး၄ပါးဘာမှဟုတ်လားအဲ့ဒီလိုကြည့်လို့ရလားကျွန်တော်လှတဲ့ဥစ္စာကြည့်ကိုကြည့်ကျင်တာကျွန်တော်တို့ကိုယ်တိုင်ကဖြစ်နေတာအဲ့ဒါကြောင့်မို့လို့ဒီခုနကာမဂုဏ်ပေါ့နောက်ဖွဲ့ခြင်းကာမဂုဏအဲကာမရဲ့နောက်ဖွဲ့ခြင်းကာမဂုဏ်၅ပါးဟုတ်လားအဲကာမဂုဏ်၅ပါးကကျွတ်လို့နောက်ဖွဲ့ပြီးတော့ညာမြင်နာကြတာမွေးတာအတွေ့အထိရတာခင်မောင်ရင်ဆိုတဲ့ဒေါသကြီးဆိုရှင်းနေရတယ်မြင်နာရဲ့ကြားတာရဲ့မွေးတာရဲ့ရတာရဲ့ဟောမြင်နာရဲ့ကြားတာရဲ့မွေးတာရဲ့ရတာရဲ့အတွေ့ယူဟုသမျှရှောင်းငါရှာမယ်တခုလည်းပင်တောထွက်သွားမယ်ဒေါသကြီးပေါ့ကွယ်ဩငါကူအာယုံတွေပဲကာမဂုဏ်ညုတ်ကွင်းလူကင်းအောင်ကျွန်တော်ယုံတော့မယ်ဆိုတော့အဓိပ္ပာယ်ရှိတာမယုံနိုင်ဘူးဒါပါဇက်ကသာဆိုးနာဟုတ်လားမိတ်ကလေးမင်းသမီးလှတယ်ပါညအမလေးနှမလေးမျက်နှာဘလောက်ပဲဖြစ်နေနေထမီးအတွင်းကြည့်လိုက်ပြန်တော့တေးရဲနဲ့ဥသိဟောထမီးအတွင်းကြည့်လိုက်ပြန်တော့တေးရဲနဲ့ဥသိပြီးတော့လောမခြေသီးရစလက်သီးရစမျက်ချီရပွားတဲ့ဟေးတက္ကမလေးရဲ့ယုံစရာထွေပါဇက်ကသာပြောတယ်တကယ်ကြတော့မယုံနိုင်ဘူးအဲ့ဒီကုန်းကပြောတဲ့ကာမဂုဏ်ကိုမိပြီးတော့မှကျွန်တော်အလှအပကိုဖွဲ့ကြရတာအလှအပလုပ်ရတာအဲ့ဒီကနေကြတော့နောက်ကြတော့ဖြစ်လာတော့ဇလန်းဆိုတာဖြစ်လာအဲ့ဇလန်းကြီးဖြစ်လာပြန်လို့ယတ္တဆိုတာပေါ်လာပြန်ရောအဲ့ဒါပဲအဲ့ယတ္တဆိုတဲ့ဥစ္စာလည်းတော်တော်ကြွားကြတဲ့ကိစ္စကျွန်တော်တို့ကဥပမာဆိုတော့ခင်ဗျားတို့ခုကိုရီးယားကားတွေကြည့်တယ်အဲ့ပိတ်ကားပေါ်သို့မဟုတ်လို့ရှိရင်ဒီ screen ပေါ်လို့မျက်နှာပြင်ပေါ်ပေါ့ TV မျက်နှာပြင်ပေါ်မှာအယုတ်တွေကျွန်တော်ညာတိုင်းကျွန်တော်တို့အိမ်နဲ့ဒီလိုပဲအိမ်နာလည်းပဲအကုန်လုံးဒီကားပဲချိပါတော့ချီစီရဆိုတာပေါ့ဆိုမှမသိဘူးအဲ့ဒါကြီးရှောက်ကြည့်ကျွန်တော်ခင်ဗျားတို့အဲ့ဒါပြန်ပြီးသိချာစဉ်းစားပြီးဖြေယူတာခင်ဗျားတို့အဲ့ဒါတကယ်ဖြစ်နေတာဆိုယုံသလားတကယ်ဖြစ်နေတယ်လို့ယုံသလားမယုံဘူးမယုံရင်ဘာကြောင့်မျက်ရည်လဲဟောယုံလို့ဟာဒုက္ခရောက်တယ်ကျတော့နှလုံးတစ်ပိုင်နဲ့ကတ်ရှုပ်နေတာဟာဒီကြောင်ကိုခန်းနေရတာအဲ့ဒါတွေကဘုမဆိုတော့ပွဲထဲမှာကြည့်တယ်မင်းသားနဲ့မင်းသမီးပေါ့မင်းသမီးကသေနေတကယ်သေတယ်လို့ယုံလားဘယ်ယုံလိုက်မလဲကလကာချထတော့မယ်ကိစ္စကိုဒီတိုင်းပဲလက်လှမ်းနေတာအသက်လေးရှူနေတာမင်းသားလုပ်တဲ့သူကလက်ထဲမှာပလတ်စတစ်ကလေးရုပ်ကလေးကိုပွေလိုက်လို့အဲ့ဒါကလေးအစ်စ်လားမဟုတ်မှန်းသိတာဦးအဲ့ဒီကလေးကငိုတာလားဟုတ်နောက်ကနေအော်ပေးနေတာကလေးကနောက်ကဒါသိတယ်ပြောင်းမယ်ခပ်ပြောင်ကြီးဖြစ်နေတာကျွန်တော်အဲ့မှာမင်းသားစပင်းလေးဖာရချလိုက်လို့ကလေးလေးကိုလက်ထက်ပွတ်လို့ဦးအမလေးတာရဲ့ချူစားရောထင်းနှခမ်းလေးတပြင်းပြင်းနဲ့အမလေးမစင်ကကြီးမင်းရစလာကြီးလားဒုသွားဖတ်တော့ကိုပြစ်သွားပြီလားအမလေးမစင်ကရဲ့တာရဲ့တိတ်ပါအမလေးတာမင်းအမေစကားဝါနှငုံကမင်းအမေစကားဝါနှငုံက
ငဖျားဆုံးချုံမထွက်တာကြောင့်ငိုကြမောင်ကဲအမလေးငိုကြမောင်ကဲအမလေးမစင်ကကြီးသူ့သားဖားနှစ်ယောက်ထားကြည့်ပါဦးလားမစင်ကရဲ့ဟာနောက်ကကြောင်ကန်းနဲ့မျက်ရည်လဲနေရငိုချင်းကြတော့ယုံလားမယုံရင်ဘာလို့မျက်ရည်လဲတော့ယုံလို့ရုပ်ရှင်များသွားကြည့်တဲ့ဥစ္စာများဟိုဒီမော်လမြိုင်ကအဲ့တော့ကျွန်တော်မော်လမြိုင်ကောလိပ်မှာလုပ်နေတော့ပေါ့အဲ့ဒါတခါကြတော့ဒီအဲ့တော့မှဒီကတရားတွေပါဒီမှာပြီးကျွန်တော်တို့ကဒီဘာနဲ့သွားတော့ကရုဒီမော်လေးနဲ့သွားရတယ်မုတ်တမအဲ့ဒီကနေပြီးတော့ကျွန်တော်တို့မိသားစီရတာအဲ့မှာသွားတော့အဲ့ဟောမှာငတော်ပေါ်မှာပဲအဲ့လက်ဖေးဆိုင်ကနောက်မီးပဲမှာလက်ဖေးဆိုင်တွေကရှိတာဟုတ်ဒီမော်နောက်ပြီးအဲ့မှာလက်ဖေးဆိုင်သွားတော့ဘယ်သူနဲ့တွေ့သွားလဲဆိုဖိုးပါကြီးနဲ့တွေ့တယ်ကျွန်တော်ဖိုးပါကြီးနဲ့ကျွန်တော်လည်းမသိပါဘူးလက်ဖေးဆိုင်ကနေပြီးတော့ဆရာပါကြီးပဲလာတော့ကိုပါကြီးဆိုတဲ့ခါကျမော်လမြိုင်ကတငယ်ချင်းတွေဆိုတော့ညာပြောအဲ့မှာကျွန်တော်တခေါက်မဲ့လိုက်တယ်ကိုပါကြီးကျွန်တော်ခင်ဗျမေးအောင်ဗျာခင်ဗျဖိုးပြုံးချူလို့ကာမျိုးထပ်ပြီးရိုက်နိုင်အောင်လားဟာမရိုက်နိုင်တော့ဘူးတက်တယ်လို့ကျုပ်လုံးလိုက်မှာပေါ့အဲ့ဖိုးပြုံးကျော်ပြောမနေနဲ့တော့သိကောင်းတာဗျာဟာနေ့လေကြောင်တော်ကြီးမှာမိမတွေမျက်ရည်တုပ်ပြီးထွက်ရတာအဲ့ကာပဲတဲ့တကယ်ကိုလေကောင်းလက်တကယ်ကောင်းလက်ကပါအဲ့ဖိုးပြုံးချူဆိုတဲ့ကဖိုးပါကြီးကလည်းသိကောင်းတာအမူအရာအဲ့ချက်မှာနောက်ဆုံးပိတ်ပြီးကြတော့မှအဲ့အလွန်စမ်းတဲ့သူသေးတဲ့ခန့်နဲ့တိမ့်သွားတဲ့ခါဆိုတော့မိမတွေဆိုတာမျက်ရည်တရွှေရွှေနဲ့ဖြစ်တာမျက်လေကြီးရုပ်ရှိကြည့်ပြီးတော့နေ့လည်းပဲဖက်တဲ့ခါကျမျက်ရည်တုပ်ထွက်တယ်တကယ်ပြောတာဖိုးပါရွာတာပေါ့အမှန်ပဲကျွန်တော်အဲ့ဒါတွေပြန်စဉ်းစားတယ်စဉ်းစားတော့ယုံလားတကယ်ဖြစ်တယ်လို့ယုံလားမယုံဘူးမယုံရင်ဘာကြောင့်မျက်ရည်ကျလဲယုံလို့ဆိုတာပေါ်လာအဲ့ဒီမှာကျွန်တော်ပြောချင်တာကျွန်တော်ကလေးတွေကိုကျွန်တော်ပြောလို့ပဲပြောမှာယတ္တတင်ပေးတာပေါ့သူတို့အဲ့ယတ္တဆိုတာအဲ့ဒါပဲတကယ်အပြင်မှာလူသိရင်မင်းတို့ငိုချင်းငိုမယ်တဲ့ဒါမဲ့အဲ့ဒီငိုရတာကိုနှစ်သက်သလားလို့ဘယ်နှစ်သက်မလဲမင်းအဖေသိလို့ငိုတယ်အမေသိလို့ငိုတယ်မင်းတကယ်ချင်းတယောက်သိလို့ငိုတယ်ဆိုတော့မင်းငိုတဲ့အခါကျတော့မင်းမျက်ရည်ကျကြမှာပေါ့လို့မင်းတကယ်ချင်းတယောက်သေးသွားတယ်လို့သူ့အမေငိုတဲ့အခါကျတော့တကယ်ချင်းကိုချစ်တာတိမ်ဖို့သူ့အမေသနာလာပြောတယ်မမျက်ရည်ကျတယ်မျက်ရည်ကျတယ်မကြောက်ဘူးလားကြားတာပေါ့ဆရာတဲ့ကြားတယ်အဲ့ဒီမှာခုနကမင်းအဲ့ဒီမျက်ရည်ကျတာနှစ်သက်တဲ့သဘောပါလားသိရေးကြည့်ဒီစကားတလုံးဟာအဲ့ဒီမျက်ရည်ကျတာနှစ်သက်တဲ့သဘောပါလားလို့ဟာဘယ်ပါလိမ့်မယ်ဆရာဝင်းနေကြရွယ်ရုပ်ရှင်ကြည့်ပြီးတော့မျက်ရည်ကျတာကြတော့အဲ့ဒါကြနှစ်သက်တဲ့သဘောပါအဲ့ဒါယတ္တပဲနှစ်သက်ခြင်းတွေကဖြစ်တော့ဝေဒနာထိတ်သွားတယ်လန့်သွားတယ်လန့်သွားပြီးအဲ့လန့်သွားတာကိုနှစ်သက်သွားတယ်ကျွန်တော်တာအငယ်ဆုံးခါခုတော့ကြီးပါပြီလေစင်ကာပူရောက်အောင်မိမတွေကြီးတွေပါနေရနေကျွန်တော်ဖုန်းအောင်အဲ့ဒီကောင်ကျွန်တော်ငယ်ငယ်တုန်းကရုပ်ရှင်သွားကြည့်တော့ကျွန်တော်စတန့်ကားပဲဗျအိန္ဒိကဘာကားမှတော့ရင်ကတော့မှတ်ပြီဗျခုတော့မေးသွားတယ်အဲ့လိုဒီကောင်ကဒီဘောင်မော်တင်းထားလို့လည်းမရဘူးကျွန်တော်ပွေထားတယ်သူ့ကိုတခုံနဲ့ထားလို့ရှိရင်လည်းတခုံဝယ်လို့ရှိရင်လည်းသူကမမြင်ရဘူးမမြင်ကျွန်တော်ပေါင်မော်တင်းကြည့်ရတယ်ပေါင်မော်တင်းတော့ကလဟိုင်းကိုသူကလည်းတွိုင်းသွားရှော့သွားလိုက်ပြန်တင်လိုက်ရှော့သွားလိုက်ပြန်တင်လိုက်အဲ့လိုလုပ်ရတော့ဗျာသူကအဲ့ထက်မှတဲထိတ်ရင်ဖို့ပဲဒီတစ်ထပ်ပြစ်တဲ့ခါမှာကောင်းဝိုင်ကားတစ်ခုပဲကျွန်တော်မှတ်မိတာတော်တော်ကောင်းပါတယ်ကားကျွန်တော်အဲ့ဒီလုံနေကနေပြီးတော့အဲ့သူ့ကိုပွေပြီးဆွဲတင်လိုက်တော့အဲ့ဒီကောင်းဝိုင်ကားနောက်ဆုံးအခါမှာဒီကောင်ရင်မကုတ်ကိုကျွန်တော်အမှန်မထင်ကြလိမ့်မယ်ဒိတိနဲ့ဖြစ်နေထိတ်နေတာဟာဒီကောင်ဒိတိပါလားဆိုဒါနဲ့ကျွန်တော်မတင်ကားလို့ကိုရင်မကိုဆိုင်တော့ကိုလည်းဒိတိဖြစ်နေပါလေကိုရီးယားကားတယ်မိန်းကလေးတွေသိဆွဲတာအဲ့အခွေဝဲပြီးတော့မှအိမ်မှာထားပြီးပြန်ထပ်ကြည့်ရတယ်ကြိုက်လုံးပွင့်ဘာကြောင့်ကြိုက်တယ်ခုနကပြောတယ်ဂေမဟုတ်မှသိရပြီမဲ့လို့နှစ်သက်နေတဲ့သဘောအဲ့ဒါယတ္တပဲအဲ့ဒီခုနကပြောတယ်ယတ္တဆိုတဲ့ကိစ္စအဲ့ဒီယတ္တပေါ်ကြတဲ့ခါကျတော့ဝိထုတွေဆင်းတယ်ဝိထုရေးတယ်ဝိထုပတ်တယ်စာဖတ်တယ်ဆိုမဲ့တော့ခမညာစာကိုမမြင်ဘူးနော်ခမညာစာကိုမမြင်ဘူးစာပြောက်နေတယ်ဥမာခင်ကြော့သည်ထိုချင်းနိုင်ပင်ပသိလီနဲ့ထွက်လာသည်
လှဖေးကသူ့ကိုလှမ်းလို့မြင်လိုက်တယ်ဟုတ်လားအဲ့ဒါလှဖေးကိုမြင်နေတယ်ခင်းကြောကိုမြင်နေတယ်စာကိုပြောင်းတယ်ကျွန်တော်အောင်ဖို့တော်တော်ကောင်းတာရုပ်ရှင်ကြည့်တာမှအယုတ်မြင်ရသေးတယ်ဟိုစာဖတ်တဲ့ဥစ္စာကျဘာမှမမြင်ရတာမဟုတ်စာလုံးပဲမြင်ရတာဒါမှစိတ်မျက်စိနဲ့ကြည့်နေတယ်သူကအဲ့ဒီယတ္တကိုဖာမှုဒီဖို့လို့အတွက်ကဇလန်းဖာအဲ့ဒီဇလန်းဆိုတာဘာလဲဆိုတဲ့ခါကျတော့ဇလန်းဆိုတာပြန်စဉ်းစားကြည့်တဲ့ခါကျတော့ဘာမှသိမှုပြဒီမှာဇလန်းကိုသွဲမဲ့တယ်ဆိုတဲ့ဥစ္စာကမချစ်မရဲဖြစ်လာလေအဲ့ဇလန်းကိုကြိုက်လေဒီပဲအဲ့မချစ်မရဲဖြစ်လာအောင်ဘာလဲလုပ်ရလဲဆိုတော့အားပြိုင်မှုထားပြရတယ်ဇာလိုက်မင်းသားနဲ့မင်းသမီးနဲ့ကြိုက်တယ်မကြိုက်ဘူးဆိုတာမျိုးတွေဟုတ်လားခုနကဇာလိုက်မင်းသားနဲ့လူဆိုးနဲ့လူချမ်းနဲ့ပေါ့ဗီလိန်ပေါ့သူနဲ့နှစ်ယောက်ပေါင်းပြီးပြိုင်ပြီးပိုးတဲ့အခါမှာတယောက်ကိုတယောက်အကောက်ကျန်တာတွေထိုးမဲ့တမ်းမဲ့ဖြစ်တာတိုက်တကခိုက်တာတွေအဲ့ဒါဖြစ်သွားတယ်ဆိုတာအဲ့ဒီလိုဖြစ်လာမှသူကကြိုက်တာအဲ့အတိုက်ခံမှာပါလို့ရှိရင်အားပြိုင်မှုမပါရင်ဇာလန်းမကောင်းတော့ဘူးဥမာလက်ဖေနဲ့မျက်မေဆိုတော့လက်ဖေကမျက်မေကိုမုံဝဲမြဲလေးတစ်ချက်ကြည့်လိုက်တယ်ထို့နောက်မုံဝဲမြဲလေးတိုင်းနဲ့မမျက်မေကျွန်တော်ခမည်းကိုချစ်နေပြီဩကိုရဖေကျွန်မကလည်းရှင်းပြောဆောင်တာဒါဖြစ်သူယူကြဆိုတာကောင်းတာပဲယူရဆိုဒီလိုနဲ့လက်ဖေနဲ့မျက်မေတို့ညာသွားလိမ့်ဆိုဖာတော့ကဒီဝိထုဟာဘယ်သူမှမကြိုက်ဘူးဘာကြောင့်လဲဆိုတော့သူအားပြိုင်မှုမပါဘူးလက်ဖေကမျက်မေကိုမွေးမင်းကြည့်လိုက်ပြီမမျက်မေကျွန်တော်ခမည်းကိုချစ်နေခက်လောင်လောင်မျက်နှာမျိုးနဲ့မျက်မေရလှည့်တယ်ရှင်ကကျွန်မကိုချစ်တယ်ဟာလားရှင်ကိုအမေယုံနဲ့ဟင်းအိုးမအာမနာလို့ပြောရင်ရှင်စိတ်ဆိုးလိမ့်မယ်နော်မမျက်မေဒီလောက်တော့မပြောသင့်ပါဘူးဒါဆိုနည်းနည်းစိတ်ဝင်စားတာထို့နောက်ကောင်းပါပြီမမျက်မေမာနာကိုကျွန်တော်နားလဲပါပြီတစ်ဖက်လှည့်သွားလိုက်ထီလန်းသုံးလေးလမ်းလှမ်းပြီးတော့မှလက်ဖေးကစက်ခနဲ့လှည့်မမျက်မေခမရဲ့မာနာကိုကျွန်တော်သိပါပြီကောင်းပါပြီကျွန်တော်နားလဲပါပြီကျွန်တော်စိတ်ကိုလည်းဆုံးပြပြပါပြီမမျက်မေကိုကျွန်တော်ချီးမဆိုတော့ပါလက်ထွက်သွားပြီးတော့မှဒီကောင်ကတိတ်ကြိုးစားတယ်ကြိုးစားလို့မလို့တခါတည်းဆယ်တန်းနေပါလိမ့်မှာဂုံလူတွေပါနေအောင်ပြီးတော့မှရှားဝန်တွေပါလိဖြစ်ပြီးတော့နောက်ဆုံးမိမနိုင်ငံညာတွေပါလိတော့သွားပါနိုင်ငံညာဘွဲတွေပါလိပြန်လာတယ်အဲ့ပြန်လာတဲ့ခါကျတော့မှဥမာဆိုတော့သူနဲ့တွေ့တဲ့ဥစ္စာမှာမမမေကအမှန်မထင်နေတာတော့မှသူ့မေကြီးကနေမောင်လာဖေတို့များအန်တီတို့အိမ်တော်မလာတော့ရာလာတယ်ဒီနေ့မှတောင်းမင်းမမမေကပြောနေတယ်မင်းကြောင့်ဒါတွေဖြစ်လာမှာအဲ့ဒါဖြစ်လာတယ်ဆိုလည်းမဆိုးဘူးကောင်းပါပြီမမမေခမရမာနာကိုကျွန်တော်နားလဲပါပြီလက်ဖေးကခြာကနေလှက်ဖြစ်လိုက်ခြေလမ်း၄၅လောက်ဆမ်းပြီးတော့မမမေခမရဒီလူပြောတဲ့အတွက်တနေ့ကျကျုပ်ချူမှာဒုတုတ်နေရတယ်မှာကျုပ်သွားမယ်ဒါပဲတဲ့ဆိုကျောက်ဆုစိတ်သွားတယ်ဒါမှနောက်9ရက်လောက်ရှိတဲ့ခါကျဒီကောင်ကဘုန်းကြီးဝေပြီးပြန်လာတယ်ဘယ်နဲ့တော့မမြတ်မေကျုပ်ရှိမှဒုတုတ်နေရပြီမဟုတ်လားအဲကြတော့ဟာသာဝတ္ထုဖြစ်သွားတာပေါ့အဲဒီလိုပဲမော်ဝတ္ထုတွေစုံဝတ္ထုတွေလည်းဒီလိုပဲမဖဲဝါဆိုဆုံးမကြီးကဝေးမကြီးကဝေးမကြီးနဲ့ဆရာမြင်းနဲ့ရင်ဆိုင်တွေ့တယ်ဆရာမြင်းကပြောလိုက်တယ်မိဖဲဝါနင်အားတို့လမ်းကိုမရှုပ်နဲ့နော်နင်လမ်းနေသွားအမလေးဆရာကြီးရဲ့ဘယ်လိုတော့မဖဲတော့ဘာလုပ်နိုင်တော့ဆရာမြင်းမျက်နှာပြစ်သွားတယ်ထို့နောက်ဆရာမြင်းအင်းတစ်ချက်ကိုရွက်ပြီးတော့နှုတ်ခမ်းနာနဲ့သုံးကြားရွတ်ပြီးတော့လှမ်းပေါက်လိုက်တယ်မဖဲဝါတဟာရဟာညမြဲနင်းစွန့်တာပဲလားဒီသိဝင်သပိတ်ကိုရဘာလို့အောင်ခလေးကစားဖို့လားဟင်ညမြဲပြန်ဟာနောက်တစ်ချက်ပေါက်လိုက်တယ်မဖဲကအပြုံးမပြည့်ရဲလေးရဲ့နောက်ကြတော့သူ့တို့ရဲ့ကိုလှည့်လိုက်
မောင်အေးရှာကြီးဟိုဘက်ကဆေးအိတ်ငါးစီပေးလိုက်စမ်းဆေးကိုထွက်တယ်တစုံထုထွက်တယ်ထုတ်ပြီးတော့မဖဲဝါဆိုလှမ်းပြီးတော့ပဇာနာတစ်ခုလုပ်ပြီးတော့မဖဲဝါလှမ်းပေါ်တယ်အုံးနဲ့မီးပြီးတော့ကြီးတောက်ပြီးတော့အကုန်လုံးအားပြပါနောက်ကြတော့မီးတော့ကြီးတဲ့မီးကိုကြီးကြာသွားကြည့်တော့ဒေါ်ဖဲဝါသွေးတန်ရဲနဲ့လဲနေအဲ့ဒီတော့မှမောင်အေးရမိတယ်ဆရာကြီးကိုတော့မှပြလိုက်တာဘာအင်းတို့အင်းမဟုတ်ဘူးကွာအဲ့ဒါလက်ပြဘုံဟုတ်လားအဲ့တော့ဒါမဲ့စိတ်ဝင်စားဖို့ကောင်းတာဘာကြောင့်ဆိုအားပြိုင်မှုကြောင့်စိတ်ဝင်စားတော့ကောင်းတာအဲ့ဒီအားပြိုင်မှုဘာကြောင့်ကျွန်တော်တို့ကြိုက်ကြလဲအဲ့ဒါပြောလို့ကိုမရဘူးဗီဇမွေးရပါစားဒီလို့ထင်တယ်ခလေးပေါက်စားတယ်ဒီအားပြိုင်မှုကိုစကြိုက်တယ်တခုမရရအောင်ဆွဲတာလို့ဘာလို့ရတော့ဒါသူအားပြိုင်မှုပဲအဲ့ဒီအားပြိုင်မှုကိုကြိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ခုခေတ်ကြီးမှာအဲဘောလုံးပွဲတွေခေတ်စားနေတာအားပြိုင်တာခင်ဗျာအဲဘောလုံးပွဲကိုသေချာစဉ်းစားကြည့်ရင်တော်တော်ရည်စရာကောင်းတဲ့ပွဲအလုံးလေးတစ်လောက်ကလေးကိုခင်ဗျာဝိုင်းချီတောင်းနဲ့ကန်တာဟိုဘက်ကဂိုးဒီဘက်ကဂိုးထူသူ့ပေါက်တဲ့ဝင်အောင်တွင်ကိုယ့်ပေါက်မွေးစီးနေတာဒါလုံတာဒါမှကြိုက်မကြိုက်ဘူးလားကြိုက်လို့မို့ဘောလုံးပွဲလောင်းတကားတွေကခဏခဏဖမ်းနေတယ်ခုတည်းထိအဲ့ဘောလုံးနှလုံးသုံးလုံးတစ်လုံးဆိုတာအဲ့မှာတစ်လုံးလုံးလောင်းပွဲတွေကခုတည်းထိအစိုးရဖမ်းလို့မဆုံးပဲဖြစ်ရန်ကုန်မှာလည်းဒီတိုင်းပဲအဲ့ဒီဥစ္စာအခုဆိုလို့ရှိရင်ကမ္ဘာဘောလုံးပွဲတွေကိုတခါလဲ TV ကနေပြတယ်ဥစ္စာအဲ့ဒါဆိုဝိုင်းခဲနေတာပဲအဲ့ဒါခမရတို့ခင်မလို့ကျိုးတို့ငယ်ငယ်တုန်းကခက်ကြ TV လည်းမရှိဘာမှမရှိဘူးဘောလုံးပွဲဆိုလို့ရှိရင်ကိုကရန်ကုန်ဘောလုံးပွဲသွားကြည့်နေတာပေါ့ဖိုက်ဆိုင်ပေးတာတဲ့လူတိုးတာကိုတိတ်မတိုးနိုင်ဘူးသွားလည်းမကြည့်နိုင်တော့ရေဒီယိုနားထောင်ရတယ်ကျွန်တော်မှတ်မိသေးတယ်ကျွန်တော်မကွေးတိုင်းပေါ့တောင်ရင်းကြီးရဆိုမကွေးတိုင်းနဲ့ပဲခူးနဲ့ဖိုင်နဲ့ချရတော့မယ်အောက်ပိုင်းရောက်တဲ့ခါကျမသွားကြည့်ရတာကိုယ့်အိတ်ကိုတယောက်တည်းရေဒီယိုလည်းရှိတာကိုယ့်အိတ်ဒါမှတယောက်တည်းနားထောင်နေတော့ပြင်းစရာကောင်းတယ်အဲ့တော့ဘာလုပ်လဲကျွန်တော်သွားတယ်လက်ဖေးဆိုင်ဆေးလေးတူလေးတူနဲ့ဓမီကြီးကလေးကန်ပြီးတော့ဆေးလေးတစ်ပေါ်နဲ့လက်ဖေးတော့တစ်ခွက်မှတောက်တာမဟုတ်အဲ့ကျင်းလေးကနေထိုင်တောက်ပြီးတော့အဲ့ဘောလုံးပွဲနားထောင်ရဘာနားထောင်ဘာထုလို့လဲတော်တာရှိမှာခင်ဗျာဒီနေ့ဆိုလို့ရှိရင်မကွေးတိုင်းနဲ့ပဲခူးတိုင်းတို့အပြိုင်ဆိုင်အကြီးကျယ်ရှင်ကြရမယ်ပွဲပေါ့ဗျာပွဲရတယ်အင်မတန်ကောင်းတော့မိုးကလည်းမရွာပဲနဲ့မိုးလေးကလည်းအုံလို့ငူလည်းမရွာပဲနဲ့ဆိုတော့အလုံးရာသီဥတုလည်းအားကစားမှများအကြိုက်ပေါ့ခင်ဗျာကျွန်တော်အခုဆိုလို့ရှိရင်အထုတန်းပဲမှာဆိုလို့ရှိရင်လူတွေကိုပြည့်ညတ်နေတာပဲခင်ဗျာဖုန်းတော်ကြီးများတော့လာအားပေးရတယ်ဘူးဆိုရင်ကျွန်တော်ပွဲစားဖို့ချိန်နီးပြီခတော့ဒိုင်လူကြီးဥလာမောင်ငါလည်းပဲဒါကြီးဒီကြီးနဲ့ပေါ့ခင်စားတော့မယ်ကျွန်တော်ခုဆိုလို့ရှိရင်ဘောလုံးကိုမကွေးတိုင်းကစကားမယ်ဒါကြောင့်မလို့မကွေးတိုင်းရှစ်တန်းအလဲလူတင်ဖေးဘောလုံးလေးကိုခြေထောက်ကလေးနဲ့တေးပြီးတော့အသာလေးအသစ်ဆောက်ဘောလုံးမစပြီခင်ဗျာခုစလိုက်တယ်ဆိုရင်တင်ဖေးနောက်စားပြီးတော့ပြန်ပြီးတော့ပေးတယ်ပေးလိုက်တဲ့အခါအေးမြင့်ရတဲ့ဥစ္စာယူတဲ့ဥစ္စာရွက်ကဖြစ်တယ်မရောက်ကအင်းမြင့်စီပါသွားတယ်ခင်ဗျာအင်းမြင့်ကလှမ်းပြီးတော့ပို့တယ်ခင်ဗျာညာတောင်ပန်ကဝင်းဖေးစီပို့တယ်ဆိုဝင်းဖေးလိုက်တယ်ဒါမှခင်ဗျာဘောလုံးကနည်းနည်းလွန်သွားတော့များသွားတော့အထူးတန်းရှိနေမှာဘေးထွက်ဘောဖြစ်သွားတယ်ခင်ဗျာအဲ့ဒါကျွန်တော်ဘကိုးကမြောက်အောင်ဘကိုးကစိမ်မောင်းတက်လာတယ်ရှေ့ကိုတဲတယ်လက်ပြလှမ်းပြီးတော့ပြစ်ပေးတယ်ရတယ်ပြစ်တယ်ရတယ်ခင်ဗျာဟာတော်တော်ကောင်းတယ်မပြောက်သွားပြီဆွဲလာပြီလှမ်းပြီးတော့ပေးတယ်ဟိုကောင်ကတင်းမောက်ကြီးလာလှမ်းပြီးတော့ပို့တယ်ဂိုးရှိပို့တယ်ဂိုးရှိမှမြောက်လာတယ်ကြည့်လိုက်ရှုပ်ချက်ခံတယ်ခင်ဗျာအမလေးရှုပ်ပြီဟာကောင်းလိုက်တာခင်ဗျာဒါမှမကူကဂွေတော်မှလည်းတော်တော်ကိုကောင်းပါခင်ဗျာသူကလည်းပေါ်ရင်းနေတာလေမကူကဂိုးမှတော့မကူကဂွေတော်မှလည်းအဲ့လိုဖြစ်ကုန်တယ်ကျိုးလို့လည်းဒီအစိတ်ကိုမိရှိပြီးမကြည့်နိုင်အဲ့ဒါပါလေဆိုအားပြည့်စုံအဲ့ဒီအားပြည့်စုံရွေးကြိတ်အဲ့ဒါလည်းကောင်းတယ်အဲ့ဒါအခုကျွန်တော်တို့ကအဲ့ဒီအားကစားတွေသိပြီးကံရပြုကြတစ်ဖက်နဲ့တစ်ဖက်ရိုက်ကြလက်ကြဖြစ်လို့တည်း
ိစ္ဆာအဲ့ဒီအားပြန်ကိုအဲ့မှာအားချက်သွားတဲ့အခါကျတော့စိတ်တိုက်ကနေရတယ်အဲ့ဒီစိတ်မဖြစ်စေရုံနဲ့အားပြန်မှုပါလေအားကစားနေအပြန်ဆိုင်တော့နေတယ်စိတ်ဖြစ်မှုနေပါသွားတယ်ဒါကျွန်တော်ရဲ့ဗီဇာထဲမှာသူ့ထဲမှာပါလာတဲ့ဒီအားပြန်မှုစိတ်ကလေးကျွန်တော်ရဲ့တရိษံလေးဆိုတာဒီလူဟာတဲ့ rationality နဲ့ animality ဆိုတာrationality ဆိုတော့ကျိုးကြောင်းသင်နေတဲ့ဉာဏ်နဲ့တရိษံလေးနဲ့ပေါင်းတာလူဟာကျွန်တော်ကကျိုးကြောင်းသင်ဉာဏ်သိရှိတယ်ကိုယ်ကကိုယ်ကြီးတရားရှိတယ်အဲ့ဒီကိုယ်ကြီးတရားထဲမှာဘာပါလဲဆိုတော့ကျွန်တော်ထဲမှာတရိษံလေးကအများကြီးပါတယ်အဲ့ဒီဥစ္စာတွေပါအဲ့ဒါအဲ့တော့မှဘုရားကဇာတ်လေးပါလာတော့အဘယ်ကူပါလာလဲဖြစ်တဲ့ခြင်းတွေဆိုပြီးပါလာတယ်အဲ့ဒီတကယ်လည်းမဟုတ်ဘဲနဲ့စာအုပ်ထဲမှာပါလဲဇာတ်လေးကိုစိုက်တာအဲ့ဒီမှာပုံပြောရဆိုရင်ဒါလည်းမဟုတ်ကျွန်တော်ဘာကြီးလဲဒီကျန်တဲ့မှာလို့လေကျွန်တော်တို့ခဏခဏပြီးပြီးမင်းတို့စာရေးလို့ရှိရင်မင်းတို့ကလူချင်းကြီးအောင်စာအုပ်တွေကိုတောက်ွယ်ကြောက်ဝယ်တယ်ကြီးကျယ်ပြီးတော့ကိုယ်လည်းဖတ်တာမဟုတ်ဘူးလို့ပြောအဲ့တော့တကယ်လို့အောင်ဆိုရုပ်ပြသုံးရင်းရှိတယ်အပတ်စဉ်ရှိကြတယ်ပေါ့နောက်သားစဉ်ရှိတယ်အဲ့ဒီရုပ်ပြတွေကိုထားပါလို့ခရီးတွေဖတ်ပါစီခရီးဆိုတော့ရုပ်ပြသိတိုက်တာစာမပြတ်ဖဲနဲ့စာဖတ်တယ်လို့တကယ်ကျွန်တော်တကယ်ပြောတာခင်ဗျားတို့ဒီစာထဲမှာစာဖတ်တယ်မဖြစ်နဲ့ဟုတ်ပြီရုပ်ပြကောင်းလို့ရှိရင်ခရီးကစာဖတ်နေတာသူ့စိတ်ကူးနဲ့သူဇာတ်ဆင်တော့ဒါမချဘူးအဲ့မှာခရီးအဲ့ဒီကနေစာဖတ်တကယ်ဝါသနာပါတော့စာကိုပြတ်ချင်တယ်အဲ့ဒီရုပ်ပြရဲ့စာတက်ချင်တော့အဲ့ရုပ်ပြအစလုပ်ရတယ်လို့အဲ့စာရဲ့ဖြီဆောင်တဲ့ခရီးကိုပြောတာသတိပြရတယ်အကြမ်းဖက်ပြီးပဲမင်းတို့ခရီးထားလာမှာဆင်းရဲတာကလေးရုပ်ပြဖတ်နေဟောတော့ငါးနှစ်ဆိုလူကြီးဖြစ်ပြီ15နှစ်သားဆက်ကြနေတာဖြစ်ပြီလို့အဲ့ဒီဥစ္စာအဲ့ဒါစိတ်အလုံးဝင်လာပါလေလို့ပြောရတယ်အဲ့ဒီမှာအဲ့စာရေးလိုက်ဒီပါဒီမှာလည်းအဲ့စာရေးလိုက်ဒီပါဒီမှာခုကျွန်တော်ဒီပွဲကြီးပဲပြောတာသိကြိုက်ပါကောင်းပါဒါပေမဲ့အဲ့ဒီကောင်းတယ်လို့ဆိုပွဲကြီးကြီးလေးနဲ့စာရေးလိုက်ဒီဖြစ်တယ်တက်ွက်တဲ့စာရေးလိုက်ရှိအောင်လမ်းတိုင်းစာရေးလိုက်ရှိအောင်အဲ့လိုရှိနေပြုလို့တဲ့ဒီဟောပြောပွဲဆိုတော့ခဏကြီးခါပေါ်ပြီးပြန်တော့ဘာမှသိသေးပဲရှိတာမဟုတ်ဘူးဒါမှပြောရတာကမိလာကျန်တော့ပေါ့ဒါမှအရေးကြီးတာကလေးတွေဝေးရမယ်အဲ့ဒါစာဖတ်ကလေးဖတ်တာဟုတ်ပါအလိမ္မာသာမရှိတယ်ဖမ်းပါလေတို့အသက်40ကျော်မလိမ္မာဘာသာတော့မလိမ္မာတော့ဘူးအဲ့ဒါဘာမှပြောလဲမပြောဘူးလူကြီးတွေကပြောလဲချက်ကလေးတွေပြောလဲအောင်ကလေးတွေစာရေးလိုက်ကရှိရရှိလို့ချင်းအဲ့ကလေးကသာတိုင်းရင်းနေတော်ပြီးဘာဖြစ်လို့သူ့ဘာသူသိကူးနေပဲလို့ခံနေတယ်စာမဖတ်တဲ့ကလေးစာဖတ်တယ်ဆိုတကယ်တော့တကယ်အတွေ့အကြုံကျွန်တော်သုံးနှစ်အရွယ်ကလေးတွေစာမတဲ့ဘာလဲမဟုတ်ဒါပေမဲ့အယုတ်ပြတဲ့စာဆိုအယုတ်ရေးတွေကတော့တော်ဖို့လုပ်တယ်အယုတ်ရေးတဲ့လူတိုင်းတို့ရေးပြရတယ်ဥပမာမန္တလေးရဲ့ဒီနေ့မှာဈေးကိုသွားတယ်တော့မှလမ်းမှာသူ့တကယ်ချင်းနေဖြစ်တဲ့တောင်လေးရဲ့ခွေးလေးရဲ့သူတို့ကလည်းဝိုင်းပြီးနှုတ်ဆက်ကြတယ်ဘယ်သွားမှလည်းဘေးရဲ့ဘာညာဆိုတော့ဘေးတဲ့ပုံစံမျိုးတွေပါပြီးရေးပြီးအဲ့ဒီအယုတ်ကိုအောက်ကစာတလုံးမှမပါဘူးအဲ့ဒီအယုတ်ကိုထိုင်ကြည့်နေတော်ကြမ်းပြန်လာကြည့်ဒီစာအုပ်ကိုကြည့်လို့မဟုတ်ဘူးတစ်ခါကြည့်တိုင်းသူ့မှာဇာတ်လမ်းတစ်မျိုးဆွဲသူ့စိတ်ကို imagination ခေါ်အဲ့ခရီးရဲ့စိတ်ကူးစိတ်ကသွားနိုင်အောင်အဲ့ဒါလုပ်ပြရတယ်ခင်ဗျားတို့ကျွန်တော်ပြောတာဒီပွဲတော်ကြည့်ပါလေဒါရေးကြတယ်ပါနည်းတော့ကျွန်တော်ကိုကြည့်ဆိုင်ဒါလည်းတော့ရှိမှာဟုတ်လားဟုတ်ပါတန်ဖိုးကြည့်ပါကျွန်တော်ကျေးဇူးတင်ပါကျွန်တော်ဖိတ်ကြလဲကျေးဇူးတင်ဒါနဲ့ခင်ဗျာအဲ့ဒီဥစ္စာကဝေကိုခမ်းပြီးဒါရေးတဲ့ခုဆောက်ဖို့ကောင်းတယ်အိမ်တော်စုတစ်ခုဟုတ်လားဒါတော့လက်ဖေးတစ်ခုပုံပေးဖို့စာရေးတဲ့သူကထားသုံးကောင်းလေးသာစနေဝင်နေစာရေးမှုကစာရေးမှုမရှိလို့ရှိရင်အဲ့ဒီစာရေးတဲ့ထားပဲဘုကောင်ကတော့ဆွဲသွားဒီကောင်ကတော့ဆွဲတာအဲ့ဒီတဲ့ပြုတ်တော့ခိုင်းထားတော့ကျွန်တော်ကတော့ပြန်ပြောအဲ့တော့စာဖတ်တဲ့အခါကျစာထဲမှာရှိတယ်စာလည်းမရအယုံမမပေါ့ကျွန်တော်ဝိသုပတ်တဲ့ဥစ္စာကြီးပါဝိသုပဲဟုတ်လားဝိသုစာအယုံပါလားဘုတ်ပါတယ်မှာဟောအယုံပြပါလေအထက်လည်းမပါဘူးဘာမှမဖြစ်တော့စာကိုကြည့်ပြီးတော့စာကိုကြည့်ပြီးသားမြင်တာမဟုတ်အဲ့ချက်မှာပါတယ်ဇာတ်တိုင်းတွေတက်ကောင်းတယ်ကိုမြင်တာအဲ့ဒီမြင်တဲ့ဥစ္စာနဲ့အားတယ်ကိုလုပ်သွားတယ်နောက်ပြီးတော့ဗာလဲဆိုရတ္တပေါ်လုပ်တာလေဘာတွေလုပ်တာအလင်္ကာတွေလုပ်တာအဲ့အလင်္ကာဆိုအဲ့ဒါအဲ့ရတ္တကိုပေါ်လို့အလင်္ကာကိုလုပ်ရတာ
အလင်းကားကအဆင့်တစားပဲအမှားအဲ့တော့ဥပမာဆိုတော့ကျတော့ဘုန်းနိုင်ခဏလို့ထောက်ဖို့ပါလိမ့်မယ်ငယ်တော့ကလူငယ်တွေကတော့ဘိုးသိတာပေါ့ဟိုကျွန်တော်တို့လူကြီးပိုင်းကတော့ဘိုးသိတာပေါ့ကျွန်တော်တို့ငယ်တော့ကကျတော့ဘုန်းနိုင်သိချကြခဲ့တာဇာရဲ့အလုံးပေါင်းနဲ့တုတ်လို့ပါဒီသူရဲ့တကယ်ရင်းလို့ပဲဆိုပြီးအာရုံပါအဲ့ဟာတော်တော်လေးကောင်းတဲ့ဝိသုအဲ့ဒီမှာအလင်္ကာလေးခုပါလာဘာပါလဲလို့ဆိုကြတာခိုင်းတဲ့ကိုနဲ့နှလုံးမောင်းဟုတ်လားနှလုံးပေါင်းမှဒီရဲ့ဒီလိုဆွဲရဲတယ်လို့ဖြစ်ရတာနှလုံးမဲကလေးပြည့်ရအောင်ဒီမမီတော့ခိုင်းကိုနဲ့ခိုင်းရပေါ်ကနှလုံးပေါင်းမှဒီရဲ့ဒီလိုဆွဲရဲတယ်လို့ဖြစ်ရတာနှလုံးမဲကလေးဆွဲရဒီမီတော့ခိုင်းကောမလေးဆိုရင်အဲ့ဒါဝင်ဖတ်ပြီးတော့ပြောပါဒီမပေါ်ဘူးခိုင်းနေဆွဲရဲပြည့်နေတယ်ကျွန်တော်တက်လို့မှာလဲကိုကြောင့်တက်လို့ပေါ်လေကိုဘူးတော့ကျွန်တော်တက်လို့မခေါ်တော့ခေါ်တော့အဲ့မှာဆွဲရဝင်ရရှိတဲ့ခါကျကျွန်တော်ကသူတို့တွေ့တဲ့ခါကျတော့ဘယ်လိုလဲဆိုတော့တောင်းထဲမှာအဲ့ဆွဲရဲသေးတယ်ညက်အဲ့နှစ်ခွာလေးဖြစ်နေဆွဲရဲသေးတယ်တောင်းကြတဲ့ညက်ပြီးတော့အမေကလည်းသူတို့မှာအဲ့ဒီလိုပုံနဲ့ဖန်စားလိုက်ကျွန်တော်ကတော့မာရီပြောတော့ဆိုတော့ဒီနေ့အဲ့လိုပါဆိုတော့ဝါရီပါလိုက်တယ်ဒီခါလေးကအဲ့လိုကောင်မလေးကြည့်ပြီးတော့ကျွန်တော်တို့ခါတော့ပြောတယ်အဲ့အလင်းကားကြီးပြောတာပေါ့အလင်းကားဆိုမှလည်းပဲလူရဲ့ပြည့်တဲ့ဥစ္စာလူရဲ့တွေ့ကြတဲ့ကိစ္စကိုသိလို့ရှိနေနေတော့သိလို့တဲ့ရှင်းပြကောင်းတော့အဲ့ဒီဆွဲတယ်အဲ့ဒီပဲလိုရတာပဲအဲ့ဒီတက္ကသိုလ်ကိုယ်နဲ့အလင်းကားပဲဟုတ်လားနော်တော့ကောင်းမှတွေ့ပြီးတော့ဆွဲတယ်လို့ရှိရတာတော်အမဲကြီးဖြစ်တော့တွေ့ပြီးတော့အဲ့ဒါကိုအဲ့ဒါကငါပြောပြမယ်ဆိုတော့ခိုင်းရဲ့ကိုယ့်ရဲ့ဘဝကအခုတော့မှဒီ6ပြည့်တော့သူကြာခွင့်လို့ဖြစ်ရတာအဲ့ဒါကောင်းတယ်ရှားတယ်ပြောတော့မဟုတ်ဘူးအခုတော့မှ6ပြည့်ကြာခွင့်နဲ့ဒီနှလုံးပေါင်းမှတည်းဆွဲရဲအတူတူပဲဟုတ်လားလို့ဒီလိုအဲ့ဒီကပြောတော့ခိုင်းကိုလည်းခိုင်းရဲ့ဘဝကလည်းပေါင်းမှတရားပြတော့ပုံနဲ့ဖြစ်လို့ဖြစ်ရတာတဲ့ခုတစ်ဖက်ကမဲ့ပြီးတော့တရားမပြီးတော့ခိုင်းလို့ဆိုရင်လည်းပြောနေတာလူတွေကဒီလူတွေတွေ့သားနေတဲ့ဇာတ်ကြီးတဲ့ပုံမှာပေါ့ပြမှာအလင်းကားကိုပြီးဆော့တာအလင်းကားဆိုအဲ့ဒါဒီကြတဲ့ဥမာဆွေးရပါလို့ကျွန်တော်ခဏလို့ပြောအောင်ဒီတော့ရည်ရကောင်းပါလားပြန်ပြောရတာချက်တော့ရှက်ဆက်တော့ကျွန်တော်ခန့်ငယ်ငယ်တုန်းကအဲ့ကဲလို့ကျောင်းသားကြီးဘွားဒီလားအငါကြီးလောက်ကြိုက်စားတော့ဒီလားတကယ်တော့စုံလဲစုံငယ်ကြီးတွေကိုကိုလာပြီးကြီးဟာဒီကောလည်းအဲ့လိုဝါသနာပါလို့ဘောရဖန်နေမရှိဘူးရေးပြီးတာအဲ့မှာကလောင်နဲ့စက်ကူနဲ့အဖို့ပြီးတော့ပြီးဆက်တော့ဘုရားလည်းတွေ့တယ်ဟောစီရဲဆိုစီရဲခေါ်ရလို့ခေါ်ရဒီကမြို့ကြီးပြဒါရီရောကိုပါတယ်အဲဒီမှာအဲ့ဒီရောက်တော့ဒီလေရတယ်ပြောနေတယ်အောင်တဲ့မှာဒါလေးကိုခေါင်းလေးကိုဘူးတော်ကြီးရဟိုမိမလည်းကျန်းကိုမကြိုက်ဘူးကျွန်တော်လည်းဒီလိုဒီစီယူတော့ဒီကညွန်ကြားရေးဘူးရဲ့ပြည်ယူတော့တယ်အဲ့ဒီမိမကြိုက်ကိုမကြိုက်ဘူးဒီလေရတာခါတယ်ဘာရည်ရည်လင်္ကာရီလည်းသုံးတာပဲပေါ့အရှိအနေနဲ့ဆက်လာတဲ့အခါမှာပရမဂျာဘာနာဒီမင်းကြီးရဲ့အသေးကိုပူဇော်တဲ့အနေနဲ့ဖွင့်ရတာပေါ့သို့တော်ဒီမင်းကြီးကတော့ဘယ်မှာသိချမ်းပြီးတော့အရှိကဒါမင်းကြီးဆက်လာတဲ့အခါမှာဘုမှုတော်ကြာလာလည်းဒါမင်းကြီးရဲ့အသေးကိုပူဇော်တဲ့အနေနဲ့ဖွင့်ပေးတာပေါ့သို့တော်လည်းဒါမင်းကြီးကဘယ်မှာသိချမ်းပြီးတော့အဲ့ဒီလိုမင်းတို့မင်းရဲ့အစမှာငါတို့ကနေပြောပြီးတော့ငါတို့ရဲ့ဒီမှာနှလုံးသားမှာမိစ္ဆာပါဖွင့်လာတော့မင်းတို့ကအသိကောင်းဖြစ်တဲ့အခါကျသူကဘယ်လိုမှကြားတဲ့ပေါ့ကိုယ်ဝတ္တကြားတဲ့ပေါ့ကိုယ်ရှင်ထဲမှာနားပြီးတာပေါ့ဒါတို့ကိုအကြောင်းကြီးတာအဲ့မှာပြောအဲ့ဒါနဲ့ကျောင်းမှာပြီးတော့အဲ့မှာမကြိုက်တော့ကျဲမဲ့ပြီးတော့ဘုရားလည်းလည်းသူ့လိုကြားလိုက်ကြတယ်ဆိုတာနောက်ကြတော့မှလူကြီးပါရပါ
သူလည်းဒီကြိုင်းမှာပဲသူကလည်းစာရေးချက်ဖြစ်လာတယ်အဲ့ဒီဟောတော့ဒီလိုကြောက်ပေါ်တော့အဲ့ဒီမှာပေါ်ပြောရတဲ့သူကဘာလဲသာဘီကောမတီနဲ့ပါနေပေါ်တာသူတော့ပါကြောက်ကြပါလို့အပြိုကြီးသူကအဲ့တော့မကြလူကြီးဖြစ်နေတယ်ပေါ်နေရောဒါတော့လည်းမဆက်ပါဘူးလူကြီးမှသိမပြီးပဲနဲ့ပြီးတော့ပြီးတော့ဒါပဲလို့ဟုတ်မိတ်ဆွေကိုသိဖို့တော့မှလည်းပဲအကြောင်းအဲ့မှာတရားတဲ့ခါကျတော့သူလည်းကိုပြန်ပြီးနှုတ်ဆက်ပါပေါ်နေရောတဲ့ဒီကောင်းတဲ့တော့ခေါင်းပါလေသာသမီတွေရောတဲ့လက်ကုံကလက်ကုံပါပြီးသူ့ဟာလည်းသူဆိုပါဘူးဒီလိုပဲနှုတ်ဆက်ပါပြီးရပြီးကြတော့မှအဲ့ဒီကော်မတီတွေပဲလွတ်ကြတော့မှတွေ့လာရကော်မတီရဲ့တက်တော့တခုပေးရအောင်မယ်ဆိုဘာလို့လဲအဲ့ဒီလူလူဘောလည်းနာမည်တော့ထားလိုက်ပါသူ့စာရေးပြီးတော့ရေးပြီးတော့မလားသူပြီးတယ်တော့ရေးပြီးတော့မလားဟာဗျာနားကဘာကြလဲကြောက်တော့ပြောနေတယ်ဘုရားကျုပ်ကသူ့ကျဲလို့ကိုမရတာတော့စာရတော့ကျုပ်ခက်ကောင်းလို့သိကူထားတာဘုရားရှိနေတယ်ဒီမှာဘုရားတော်ကသာဟုတ်တယ်ချကြတော့အမေကအဲ့စာတွေပါရောပြီးချုပ်မယ်လို့ကျုပ်ကမနေ့သိတယ်ကြောက်ပြန်ဖတ်ရုံနဲ့လာတော့ဘာလို့လဲအဲ့နဲ့ဒါလည်းကြောက်ပြီးတော့ပြီးသွားတယ်ကတော့ဖြစ်ဖို့မြန်ပြောတယ်ဒီဘက်ရောက်တော့မှတဲ့ဒါတော့သူလည်းပြောရတော့စိတ်ဆန်းတော့အဲ့ဒီမှာဓာကြီးငါပိုးလိုက်ရမှာသိချင်တာအောင်းလို့ပြီးတော့တတိယအရာဒီဒုက္ခဝေဒနာဖြစ်နေတယ်ပြောချင်တာအဲ့တော့အဲ့ဒီလင်္ကာတို့ဇက်တာတို့ဆိုတာဘုရားမပြောတယ်ဒီခေါင်းရှိတော်သူတို့တွေရဲ့မိတ်ဆွေဖြစ်တော်ခါနဲ့အားကိုးရဉာဏ်ဖြစ်တော်ခါနဲ့ကြောက်ကြတော့အမှန်ပဲအဲ့ဒီဇက်တာအလင်္ကာတို့ဆိုရနော်မိတ်ဆွေကြီးအားကိုးလို့ရတယ်ဉာဏ်ဖြစ်တော်ကြောက်ဖို့ကောင်းတယ်ပြပြမှာပြောတယ်ဟိုဘယ်လိုမိမိလဲချက်မှာတော့မန္တလေးဒီပြောရင်းစားဖြစ်ခဲ့ပြီဇန္နာဘုံရင်းစားဖြစ်တယ်အဲ့ဒီမှာကိုဝစီရအရင်ပထမတော့အဲ့ဒီတော့သူ့အကြီးဆိုတာအဲ့ဒီကပြုကြီးနောက်ကကိုကြီးရေးတဲ့ကိစ္စကိုသိပြီးကြတယ်နောက်ကကိုဝစီရရောက်တော့ကိုဝစီကလင်္ကာနဲ့ရေးတာအတန်းနဲ့ဖတ်လို့သိကောင်းတယ်သူကတပတ်တစ်ခါတော့ထုတ်တော့ပြင်းနေမှာထုတ်တော့အဲ့လိုသိကောင်းတယ်အဲ့ဒီမှာကာမလေးကဘယ်တင်းဆိုတာစိတ်စားပြီးပြီးတော့အဲ့မှာကိုယ်ကြီးအဲ့မဲစင်ကိုသနာလောက်အောင်ဟောရင်းနေတာဝိပါဘယ်လိုပါပြုရပြုလို့ရေးလိုက်တော့အဲ့ဒီမှာစိတ်သားတွေခဏခဏပေါ်လာရက်ပြရတယ်မချင်းနဲ့လူတွေကဘုရားစနောပုံမှန်တော့လူစရာပေါ်တော့တကယ်တော့အခုချင်းအဲ့တော့အဲ့မှာကားပြင်ပြည့်ဆိုတဲ့ကိုချင်းမပြီးချက်ရတော့ဘာပွဲကောင်းတန်းဘာဘောကောင်းတန်းဆိုတော့ကျွန်တော်ဆွေးစုံကိတ်ပေါ့ဘုရားတို့တဲ့ကုမ္ပဏီပေါ့ဒီလိုမှဆွေးစုံငါးပြားကြီးပေါ့အဲ့ဒီလိုတဲ့လုပ်ခဲ့တယ်ဥပ္ပဒေဘာဘောကောင်းပေါ့အဲ့လိုကတော့သူတို့တွေကတန်းအဲ့ဒီမှာတန်းနဲ့ဆိုစိတ်တဲ့အားတော့အဲ့ဒီဥစ္စာကိုခါရဲဒီအကျင့်မင်္ဂလာဆောက်ဖို့လုပ်တဲ့အဲ့မင်္ဂလာဆောက်တဲ့အထုပ်ပဲပြည့်စင်တဲ့ဟိုအနေတော့ပါတို့ပြီးပြည့်စင်တဲ့ဘောတော့အောက်တို့ပြီးကြအဲ့ဒါကိုနေနေတဲ့မာရတိပါလေအဲ့ဒီမှာမင်္ဂလာဆောတာအဲ့ဒီမှာရှင်းလာတဲ့မှာကားဝကျင်းနေတာဟောဘောတော့ငယ်လေးနေတယ်ကားဝသုတ်ပွေပြီးတော့ဆက်ရှင်းကြည့်တာဘာတော့ဘယ်ပြောက်တော့မှရှားလို့မရဘူးနောက်မှတို့ကြောင့်နေဖတ်တယ်ရေးရတဲ့စာသုံးလာတော့အရှိတ်ပဲစောင့်တဲ့ဖတ်တော့ပါနောက်ပိုင်းကျမှကျွန်တော်တို့သိကြတော့ဟိုဘယ်လိုတော်လေးမှရှိရဲ့ဘယ်လိုတော်ဆောင်းတော့ရှိရဲ့ဒီတဲ့င်းပေါ်မှာအောင်းမှုပါတဲ့ဒီတဲ့င်းပေါ်မှာပုံအဲ့မှာပုံတော့အချက်ပြုတ်ကျော်လို့လည်းသားတော်ဝဲဆောင်အဲ့ဒီပေါ်မှာပဲနေတယ်အဲ့တော့ဘယ်လိုက်ကြမှာဒီဘယ်လိုကြမှာမသိဘူးနောက်ဆုံးမိတ်တာတို့ရတာအဲ့ဒီဆိုတော့အချက်သူစောင်းထွက်ရတော့အဲ့ဒီကြောင့်တစ်ခါတော့ဒီလေတော့အဲ့ဒီမှာကားတင်ပြီးတော့တို့သမီးကိုအင်္ဂါတော့ဝေါ်လာတော့မှကားတော့တင်ပြီးတော့အဲ့တော့ကြောင်ဖြစ်သွားတာကားတင်ပြီးတော့ဖြစ်သွားအဲ့ဒီလိုပဲကျွန်တော်ပြောလို့ဒီလွယ်ရုံးချပေးတဲ့ဒီပါလေဒိဋ္ဌာရဲ့ကွက်တွေချက်လို့မသိဘူးမရှင်နဲ့ပေးရဟိုထောက်တော့ဒိဋ္ဌာပါလာတယ်ကောင်းပါလိမ့်ပြောအမိုးရိပ်ချောင်းနေပါလိမ့်မှာမိဘလည်းဘာမှမသိဘူးသာဝဲကြတာဘာလားမဆိုလို့မလို့မိဘကပြီးတော့ဆွဲတဲ့ကြောင့်စိတ်ကြည့်ပြီးစိတ်ထုတ်တော့ကောင်းပါလိမ့်အဲ့မမိုးရိပ်တရားဝင်အဲ့မိုးရိပ်ချောင်းနဲ့ခုံးချပေးတာအဲ့ဒီရဲ့ဥစ္စာကိုခင်ဗျာထောက်တော့ကောင်းအောင်
他说我领导人嘛，现在说哎嘛，我也从然后完全空下去了，那要不空下去过来，二十年还在的嘛，哎嘛，不能上面的，哎然后，哎嘛，搞不那个交规的了，哎这个，他说的把那个，他们会这样的，多嘛没多，地波要不漏的那说，不能上面的，现在哎讲我表来开始了。ပထမဆုံးစပြောတာဒီဖြစ်ရကိုပြောတယ်ဥစ္စာကျွန်တော်6မှာ6စပြီးဟိုဘက်မှာပြောတော့အထောက်တော်လှအောင်ကြီးကပါတယ်သူကရှေ့မှာထိုင်လို့ကျွန်တော်မဖော်ပါဘူးသူတရင်စာလည်းမပြောဘူးတရင်နဲ့ပါလာတယ်ဆိုတော့ကျွန်တော်ပြောတော့အဲ့မှာအောက်ဆင်းလာတဲ့ခါကျအဲ့ထောက်တော်လှအောင်ကြီးကျွန်တော်ပြောတယ်ဟုတ်လေခမရအဲ့ဒီဥစ္စာပါတယ်ဥစ္စာကျုပ်တရင်စာထဲမှာထည့်တာလေအထောက်တော်ထဲမှာထည့်ရတာလေသိသားပဲလို့ဆိုခမရဘာလို့ထည့်မပြောတော့ဘာလို့ပြောရမှာလဲဆိုခမရပြောချင်တာမဟုတ်ဘူးနဲ့ဒီတော့မိတ်ဆွေရဲ့တော့ဘာနဲ့ရတတ်တော်ကိုပြောချင်လို့ကျပြောတယ်ဆိုတာခမရနာမည်ခေါ်ကြလို့မှမဟုတ်ပဲပြောလို့လည်းမကောင်းလို့ပါဆိုတော့ဟာပြောရတဲ့နောက်ကမပြောပါဘူးဗျာပြောရတယ်ဒီလိုဗျာဖြစ်ပုံကအဲ့ဒီမှာတရင်ကမရှိဘူးဗျာတဲ့တရင်တော်ခေါင်းမနေတော့အဲ့ကောင်မလေးတယောက်ရေထဲခုန်ချသေးတယ်ဆိုတာပါလာတယ်ပါလာတော့အဲ့ဒါနဲ့အဲ့တရင်တော့ကောင်းတယ်ကွာဒါမှအဲ့ကောင်မလေးတပ်ပုံရအောင်ရှာကွာဆိုအဲ့တော့ကောင်မလေးတပ်ပုံရအောင်အဲ့ကြောင်းသွားပြီးတော့သူ့ကြောင်းဝင်ခွင့်တောင်းတဲ့စဖောင်ကနေပြီးတော့အဲ့ဓာတ်ပုံလေးခွာပြီးယူလာကိုရအောင်ကအဲ့ဒါလေးကိုဒီလိုဒီနေ့လေးချဲ့ပြီးတော့ထည့်လိုက်တာအဲ့ဒီမှာဖွဲ့နှွယ်ပြီးရေးပြီးတယ်အဲ့ဖွဲ့နှွယ်ရေးလိုက်တာနဲ့သေးကုန်ရတာဒါကြောင့်ကျွန်တော်အလင်္ကာဟာမိတ်ဆွေလည်းဖြစ်တယ်အာနီလည်းဖြစ်နေတယ်ဟုတ်လားခဏဟာကြတော့အာနီဖြစ်သွားတော့အဲ့ဒါဒီမလားဆိုတော့မဟုတ်သေးဘူးဟုတ်လားဒီအလင်္ကာနဲ့ဗာနဲ့ရေးလို့ရှိရင်ခုနကနာအောင်လည်းရေးလို့ရသတင်းစာတွေလည်းပဲရေးတာပဲအဲ့ဒီမှာသတင်းစာတွေကပြင်ပြီးရေးတဲ့ဥစ္စာတွေထဲမှာဥမာဆိုပြည်သူခေတ်တိုင်းဂျာနယ်ပြည်သူအာဏာဂျာနယ်အဲ့ဒီမှာဂျာနယ်တွေထွက်တယ်ပြည်သူအာဏာဆိုတာဟွာတဲ့ကနေထွက်တာအလန်နီပါတီကပြည်သူအာဏာဆိုတာပြည်သူခေတ်တိုင်းဆိုတာဟွာကထွက်တာအလန်ဟောပေါ်ဟိုသခင်တန်းထုံးပေါ့သိန်းတန်းကွန်မြူနစ်ပေါ့ဟိုဘက်ကဆိုသခင်စိုးကွန်မြူနစ်ကပြည်သူအာဏာတဲ့အဲ့မှာအဲ့ဒီဟာတွေပါလေရေးတဲ့ဥစ္စာအဲ့ဒီဥစ္စာပြောတော့ဆိုလို့ရှိရင်ဒီဘာလဲဟိုတခင်နုတခါပြန်ပြီးပြောတဲ့ခါကျတော့ကျွန်တော်မှတ်မိတယ်တခင်နုကအလင်္ကာသိကောင်းတယ်တန်ဒီတန်ထလည်းကောင်းတယ်သူကအလင်္ကာလည်းသုံးတတ်တယ်ရက်သက်မြောက်အောင်ဆိုရတယ်ကြားတဲ့လူနေရောစိတ်လောင်ဆိုရတယ်သိတော်တယ်မိန်ကုန်းကပြေးတဲ့နေရာမှာသူအလင်္ကာသိကောင်းတယ်တခင်နုကစကားပြည့်ရဲ့သိကောင်းတယ်အဲ့မှာသူပြောတာမှတ်မိတယ်ပြည်သူဟစ်တိုင်းပရင်စာကဘာယာကြောက်ကြီးကိုဆိုရှယ်လစ်တွေနဲ့အလောင်းနဲ့ဖို့ပြရမယ်လို့ရေးခဲ့တယ်ဒါလည်းကျွန်တော်ဘာမှမပြောခဲ့ပါဘူးပြည်သူအာဏာဂျာနယ်ကငနုကိုတွေ့ရနေရမှာခွေးယူခင်းနဲ့ပေါက်တယ်လို့ပေါက်တတ်ရမယ်လို့ရေးခဲ့တာလဲကျွန်တော်ဘာမှမပြောခဲ့ပါဘူးဒါတောင်မှဒီမိုကရေစီမရှိဘူးလွတ်လပ်ခွင့်မရှိဘူးဆိုကျွန်တော်ဘာလုပ်ပေးရမလဲဟာဥဒ္ဒရာကအတန်နေတန်ထားသိတော့နောက်ကြတော့သူပြောတာအဲ့ဟာတွေမကောက်ဘူးအဲ့လိုထားတဲ့ကြရမလဲတော့ခိုကြတယ်ပြုကြတယ်ပေါ့ဟုတ်တော့ကျွန်တော် community ကိုပြန်တိုက်တော့မယ်တဲ့ပြန်တိုက်ရတော့မယ်ဒီပြဒါပဲကျွန်တော် community ကိုပြန်တိုက်တော့မယ်ဒါပဲသူပြောတဲ့အချုပ်ကဒါပြောရင်လည်းချုပ်ကဒါပဲဒါမှဦးနုကအဲ့လိုမပြောဘူးကျွန်တော်ဟာငယ်ငယ်ကကြောက်တတ်ပါတယ်အမတန်တတ္တိကြောက်ပါတယ်ကျွန်တော်ဘီအောင်ပြီးတော့တရားသူကြီးလုံမလားလို့မေးတဲ့အခါမှာတရားသူကြီးလုပ်ရင်လူတွေကိုထောင်ချရလိမ့်မယ်လူတွေကိုကြိုးမိတ်ပေးရလိမ့်မယ်အဲ့ဒီလိုဆိုရင်ငါငရဲကြည့်လိမ့်မယ်ဆိုတော့အဲ့ဒီလိုလုံသားမျိုးတွေလောမှကြောက်လို့ကျွန်တော်တရားသူကြီးမလုပ်ခဲ့ဘူးဒါပေမဲ့ဒီနေ့ကျွန်တော်တတ္တိကောရတော့ပဲဘာကြောင့်လဲဆိုတော့တိုင်းပြည်ကြီးကြောက်ထဲကြဖို့လို့လက်နှလုံးလောက်အလုံးမှာကျွန်တော်တတ္တိမကောင်းကျင်လို့မဖြစ်တော့ဘူးဟာတိုင်းပြည်ကြောက်ထဲကြဖို့လို့လက်နှလုံးလောက်အလုံးမှာမတိုင်းများထားတာကြာဟုတ်လားဒါမှကြားတဲ့သူတွေကခမရသူပြောတဲ့ဥစ္စာယုံတယ်လန့်သွားတယ်တိုင်းပြည်ကြီးကြောက်ထဲကြဖို့လို့လက်နှလုံးလောက်လုံးမှာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာသိတာမဟုတ်ဘူးဒါမှသူပြောတော့ငါများကြောက်ထဲကြတာပါသွားမလားအဲ့လိုဟာမျိုးလို့ဖြစ်တာပြီးတော့မှဆက်တာဆက်ပုံစံကြီးကအဲ့ဒီတော့ကွန်မြူနတီကကျွန်တော်တို့ကိုတနတ်နဲ့တစ်ချက်ပြရင်ကျွန်တော်တို့အချက်200 300ပြန်မပြရင်တော့မှတစ်ချက်တော့ပြန်ပြရတော့မယ်
ပြောတဲ့ဥစ္စာပြန်ရင် community ကတစ်ချက်ပြင်ကျွန်တော်ကလည်းတစ်ချက်ပြင်ပြင်ဆိုတုတ်ပြန်တဲ့သဘောဖြစ်တယ်ကျွန်တော်တို့က community ကတနက်နဲ့တစ်ချက်ပြင်ကျွန်တော်တို့ကအချက်200 300ပြန်မပြင်တောင်မှ200 300ဆိုတိပြီးတော့တစ်ချက်တော့ပြန်ပြရတော့မယ်ဆိုတော့200 300တိပြီးမှတစ်ချက်တော့ပြန်ပြရတော့မယ်ဆိုတော့ဟောဒီလောက်တော့လိုရမှာပေါ့လို့ခိုင်ကြီးတာအလင်္ကာတွေကျွန်တော်ပြောချင်တာအဲ့ဒီအလင်္ကာဆိုတဲ့ကိစ္စခုနအာနိယလည်းရှိတယ်ခုနရသအရေးကောင်းတယ်တရားတက္ကသိုလ်မှာရှိတဲ့ကောင်မလေးတွေဗာလေးတွေဆိုလို့ရှိရင်နင်တို့ရသအရေးကောင်းလိုက်တော့ကြိုက်မနေနဲ့ဗျအဲ့ဒါရသငါတက်တဲလုံးလှုပ်စားတာသူများရေးခိုင်းတော့ဘယ်နဲ့လုံလဲဆိုအဲ့ဒါပြောရတယ်ပြီးတော့အလင်္ကာထဲမှာအတန်ထဲတဲ့ခါကျတော့တမျိုးဖြစ်သွားတချင်းဖြစ်သွားရဟုတ်လားဟိုးရှိတုန်းကလည်းအလင်္ကာပဲဒီအတန်ပဲတချင်းပဲဟုတ်လားမမလေးချစ်လိုက်ပါရဲ့အာယုံရွှေမြင့်မိုးတောင်လုံးကိုကွယ်တုံးမှလို့ခုံချစ်တယ်မင်းကိုချစ်လုံးလို့တာရဲ့ဒီချိန်မသွားပါနဲ့ဆိုမဲ့ငါထွက်လာခဲ့ရပြီတာရဲ့ညာကြီးတို့မသွားပါနဲ့ဆိုငါထွက်လာခဲ့ရပြီတာရဲ့လူချစ်စိတ်တွေလူပြစိတ်တွေအပြိုစိတ်တွေမထားပါနဲ့တာရဲ့ဆိုငါမြင့်မိုးတောင်မကကျူးတဲ့မိဘနှစ်ပါးရဲ့စကားကိုတော်လှန်ခဲ့ပြီမိဘနှစ်ပါးကိုငါရွှေမြင့်မိုးတောင်လုံးကိုကွယ်တုံးမှလို့ခုံတုံးမှပြီးတော့ငါကြော်လာခဲ့ပြီကောင်းလိုက်တယ်လေကပြန်ပြီးစဉ်းစားကြည့်လေရွှေမြင့်မိုးတောင်လုံးကိုတုံးမှလို့ခုံဟုတ်လားအဲ့ဒီလိုဟာမျိုးတွေကဒီကနေ့အထိအောင်သချင်းတွေမှာပါနေတာပဲဟုတ်လားအလင်္ကာတွေဟာလားအဲ့ဒီလိုအလင်္ကာတွေပါတဲ့ဆက်မှာပါအဲ့ဒီလိုချစ်တဲ့ကြောင့်အလင်္ကာလည်းပါတာပဲဟုတ်လားအဲကျွန်တော်တကယ်ချင်းမှာမြတ်လေးကြီးဖိုးမြတ်လို့ခေါ်တယ်မြတ်တတ်တဲ့ကျွန်တော်ကဖိုးမြတ်လို့ခေါ်လို့ရှိတယ်အဲမြတ်လေးတိတ်ကောင်းတယ်တချင်းဆိုလည်းကောင်းတယ်တချင်းအရေးလည်းကောင်းတယ်အဲဒီမှာဆိုရပါလို့ချစ်တဲ့သူကကောင်မလေးကသူ့ကိုပြစ်သွားတော့ဘာဖြစ်သူပြစ်သွားကိုထားလိုက်ပါလိမ့်မဟုတ်ဘူးသူဆွေးပြီးကြရင်ဒုက္ခရောက်ကြရင်တိတ်စိတ်ထိခိုက်သွားစိတ်ထိခိုက်သွားတဲ့ခါကျဘာလို့လဲဆိုအရက်တော့ပေါ့ကွာဆိုတောင်းတယ်ပြီးတော့မူးလဲလိုက်ပေါ့ဘာဖြစ်တော့သူကဖုန်းမြတ်လေးကအဲ့လိုမလုပ်ဘူးအဲ့အရက်တော့တာကိုပဲတခါသူဂီတတောင်ဝင်လာအောင်တချင်းနဲ့တောက်တာသူကဟာတိုက်လူကြီးချင်းမြန်လောကကြီးဘောင်းမြန်ဟာတိုက်လူကြီးချင်းမြန်လောကကြီးပြောင်းမြန်အချစ်လိုကငွေနဲ့ဆက်ဆံပိတ်တန်းတောင်းတန်းတင်တောင်းဗျာမအချစ်ကြီးချစ်မထင်ကြဗျာခေကြီးကိုကမကောင်းမြန်ပြောင်းတီပြောင်းဆန်းပြောင်းတီပြောင်းဆန်းမေတ္တာကအောက်ဝဲငွေကထရံဆွေရဆက်ကြဗျာတဏကြည်ကိုမှဆွေမျိုးဆက်ချင်မြန်လာရေးကိုမှနေတမျိုးပတ်ထင်မြန်ခါခွေးလေးဆိုတာတောင်းပြောင်းမြန်လို့ပြီးတော့တဝေထိုးဖတ်ချင်တဲ့ခေတ်ကဖောက်ပြန်စနစ်ကဖောက်ပြန်အချစ်ကဖောက်ပြန်အဲ့ဒီမာနချောင်းရဲ့မူဝိစာပေါက်လို့မူးနေတာပဲအကောင်းဆုံးဒီဖေကျန်းစိတ်ညစ်လဲသားဟာလို့ဆိုတာဟုတ်တယ်အဲ့ဒါကျွန်တော်သူ့ရှိတယ်လဲဆိုတာသူကအောက်ကအတူတူသွားဟောတာအဲ့ဒါတွေထည့်ပြောယူပါတာခမရတဲ့ခန်းနေရတယ်စိတ်လည်းမဆိုးပါဘူးစိတ်တော့မဆိုးပါဘူးသဘောသိကောင်းတယ်သူကပြောတာသူအရက်မတော့ဘူးနော်ကျုပ်နဲ့မြတ်တန်းတဲ့ငါမှာကွီစီလေးပါလေဘီယာလေးတောက်သေးတာသူကအရက်မတော့ဘူးလူကတမျိုးထူးရတယ်ကြက်တိုက်တာကြတော့တိုက်သွားမှမင်းနဲ့အဲ့မြို့တမျိုးရောက်သွားဆိုကြက်ကောင်းတဲ့အနေနဲ့သွားရှာတာပဲအဲ့မှာပျောက်သွားပြီမနေ့စောကြီးဘယ်ပျောက်သွားမှမသိဘူးညစာပေဟောပြောကနေကြမှာပြောင်းလာဘာသွားလို့ဆိုကြက်ပွဲသွားတာတကယ်ကနေတော့ထားပါတော့ပြောချင်တာကအဲ့ဒီစိတ်ညင်လဲတော့စိတ်ပျော်လဲတော့ပေါက်လို့ပေါက်တယ်လို့လမ်းတော့ထင်လို့တော့နေတော့နေမှုများတော့များမှုစူဟောမပြင်းထန်ရမ်အလားဖျားမလေးလူရဖဲလူရဖမ်းကာပြားမလေးညိုပြညဲ့ကိုရရမ်ဟာအဲ့ဒီဥစ္စာနဲ့တင်ဘယ်နဲ့ဆိုလူငယ်တွေကတချို့စိတ်ညစ်ရင်အရတော့အောင်မဆောင်မျိုးလို့ဒီတချင်းတွေပါဇက်လန်းတွေနဲ့ရတ္တာတွေနဲ့အလင်္ကာတွေနဲ့
တွေးဆောင်တာအများကြီးပါတယ်ပြောချင်တာအဲ့တော့အလင်္ကာတို့ဘာလို့ဆိုတဲ့ဥစ္စာဟာနိုင်ငံရေးမှာလည်းပါတယ်ဖះရှိခိုးမှာလည်းပါလာတယ်နေရာကမှာပါလာတော့စိတ်ရွတ်လူပုံကြီးတော့မတူဘူးပေါ့ဥပမာဆိုတော့ကျွန်တော်ပါဠိဂါထာလေးဒီတော်ကျွန်တော်မှတ်ထားတာလေးရှိတယ်ကြိုက်လုံးမှာတခုဆိုလို့ရှိရင်အဲ့ဒါအလင်္ကာအိဋ္ဌိယထဲမှာပါရောတွင်းဖို့လိုက်ပြန်ထားတဲ့ထဲမှာကျွန်တော်အဲ့ဒါလေးဖတ်ပြီးတော့သဘောကျလုံးတော့သူကမတုတ္တတာတကုံလို့ခေါ်တယ်မတုဆိုတာခြုံမြိတ်တာမတုတ္တတာကုံဆိုတာရွတ်လို့ဆိုလို့ခြုံတာရှာတွေ့တာကတွင်းတွေ့အဲ့ဒါကိုမတုတ္တတာကုံလို့ခေါ်တာအဲ့တော့သူကဘာလဲဆိုတော့တန်တုကအလင်ကအတန်တူလာလေးကပ်ပြီးရွတ်လို့ဆိုလို့တော့လှုပ်သွားတာမျိုးဥပမာဆိုတော့မုနိဒမန္တဟာတတိမုနိဒမန္တဟာတတိကုန္ဒတန်တောအဝိပမဒီတန္တမနုဒါဝန္တိဟတန္တသန္တကန္တိယောရွတ်လို့သိကောင်းတာမုနိဒမန္တဟာတတိကုန္ဒတန်တောဟဝိပမဒီတန္တမနုဒါဝန္တိဟတန္တသန္တကန္တိယောတဲ့ကုဏတန်တော်ဟာဘေမဝသင်္ကွေပန်းအစုဤတင့်တယ်ရင်းနဲ့တူတော်တေမှုနေနမန္တဟာသာထိုမြတ်စွာဘုရားပြုံးရတော်မူသဖြင့်သာတော်ဆွေရောကထွက်လာတော့ရောင်ကြီးတော်တို့သည်သန္နာကံယောလာရောင်ကြီးတို့ဟတန္တာပြည့်ရဲ့ပြုကုန်လျက်ဒီတန်တန်အရဆေမျက်နာတို့သူအနုဒါဝံတိပြေးသွားလေဦးမြတ်စွာဘုရားပြုံးတော်မူလိုက်တဲ့အခါမှာသင်္ကွေပန်းအစုရဲ့တင့်တယ်ရင်းနဲ့တူတဲ့သွားတော်ဆွေရောထွက်လာတဲ့ရောင်ကြီးတော်ဟာလာရောင်ကြီးကိုပြည့်ရဲ့ပြုတော့အရက်ဆက်မင်းသားကိုပြေးသွားတယ်ကောင်းလိုက်တာအရသာလေးကျွန်တော်ပြောနေတာအဲ့တော့ဖះရှိခိုးတဲ့ဖះကိုကြည်ညိုအောင်လုပ်ထားလဲအဲ့အလင်္ကာနဲ့လုပ်လို့ရတယ်အဲ့ယတ္တနဲ့သွားလို့ရတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကကလေးမလေးကျွန်တော်ပြောလိုက်သလိုပေါ့နင်တို့ကောင်းလေးကောင်မလေးအဲ့လင်ယူတဲ့ခါကြလို့ရှိရင်ရည်စားစာလေးနဲ့သွားမိနေကောင်မလေးကလာပေးတယ်မိတဲ့ခါကျတကယ်ဆရာပြောလို့ဆိုတာဟုတ်ပါတယ်ကျွန်တော်တို့သိတယ်သို့ဆိုကဆရာကျွန်တော်တို့တဲ့ယောက်ျားယူရင်ဘယ်လိုဟာယူရမလဲအနေကြယူလိုက်ပေါ်ဟာလည်းငါပြောမနေနဲ့လို့ဆိုကြဆရာရယူပေါ်ဟာဆိုဟုတ်ဟုတ်ဆရာတကယ်မေးတာပါသူမေးတော့မှကျွန်တော်အတန်းနဲ့မှကိုပဲပြောပါတယ်အဲ့ဒါမျိုးပြောလဲပြောရဆိုပါဆိုဒါလူငယ်တွေတွေ့တဲ့ခုဒီလက်ပါတဲ့လူငယ်တွေလည်းသိစေချင်လို့ပါသူဘာပြောလိုက်လဲဆိုအဲ့ဒီကောင်လေးတယောက်ကိုနိစိတ်တဲ့သဘောကျပြီဆိုတော့ယူရောပါရောညာနည်းနည်းရှေးဆိုရဲဆိုတော့လို့အဲ့မှာသူ့ကိုယူသိမယူသိနဲ့သိကျင်ရင်လို့အဲ့ဒီကောင်လေးဟာအာလတ်ချိတ်ကိုဘယ်လိုအသုံးချလဲဆိုတာကြည့်လို့လူတယောက်ပါလို့အာလတ်ချိတ်ကိုအသုံးချတာသူ့ဘဝကိုအဆုံးဖြတ်ပေးတယ်အာလတ်ချိန်ကသူအာလတ်ချိန်ကြောင်းအားတဲ့အချိန်ကြောင်းပိတ်တဲ့အချိန်အဲ့ဒီအာလတ်တဲ့အချိန်မှာသူဘာလုပ်လဲဖဲရိုက်နေလားညင်းလောင်းနေလားသို့မဟုတ်ဘယ်သွားနေဟိုရင်ဒီလျှောက်လဲနေလားသို့မဟုတ်ဒီဟိထားနေလားဖိတ်စိမ်မှာအချိန်ကုန်နေလားဂိမ်းဆော့နေလားစရှိတာပြင်ပေါ့လို့အဲ့ဒါကိုကြည့်အဲ့ဒီဥစ္စာသူ့ကိုအဆုံးဖြတ်ပေးမှာပဲနေ့အတွက်လည်းအဆုံးဖြတ်ပေးလိမ့်မယ်ဟုတ်လဲဟုတ်တယ်ကလေးတွေကိုကျွန်တော်ပြောလို့ရှိတယ်အဲ့မှာအဲ့ဒါဒီမှာလည်းပြောရမယ်ဘဝဆိုတာဘာနဲ့ဖွဲ့စည်းထားလဲအချိန်နဲ့ဖွဲ့စည်းထားတာဟုတ်လားငါအသက်85ဆိုတာအသက်85ဆိုတာအချိန်မင်းအသက်16နှစ်ဆိုတာအဲ့ဒါအချိန်ပဲ16နှစ်ဆိုတာလည်းအချိန်ပဲ50ဆိုတာလည်းအချိန်ပဲ85ဆိုတာလည်းအချိန်ပဲဘဝဆိုတာအချိန်နဲ့ဖွဲ့စည်းထားတာအဲ့တော့အဲ့ဘဝကိုတန်ဖိုးထားရင်အချိန်ကိုတန်ဖိုးထားအချိန်ကိုတန်ဖိုးထားရင်တန်ဖိုးမရှိတဲ့ဘဝဖြစ်သွားပါမယ်အဲ့ဒါကြောင့်ကောင်လေးတွေပါလိဆိုလို့ရှိပြောရတယ်မယ်တော့တနေ့တနေ့မှာအိမ်ပြန်လာတဲ့အချိန်ညနေပိုင်းရောက်တဲ့ခါကြလို့ရှိရင်လို့မိကုံမဲ့30စက္ကန့်လောက်စဉ်းစားကြည့်30စက္ကန့်တော်ပြီမြန်မာငါဒီနေ့ဘယ်လိုကုန်ခဲ့လဲဘယ်နေရာတွေအချိန်ကုန်ခဲ့လဲငါအချိန်တွေဘယ်လိုသုံးခဲ့လဲငါအတွက်ဘာလို့အကျိုးရှိလဲအဲ့ဒါပြက်ပြက်စဉ်းစားကြည့်အဲ့လိုနေ့စဉ်စဉ်းစားလို့ရှိရင်မိကုံမဲ့အဲ့ဒီဥစ္စာဟာ check လုပ်တာပြိပေးနေတာပဲတဲ့အဲ့ဒါမဲ့လောကီတတိပဋ္ဌာန်ဆိုတာအဲ့ဒါပဲလောကုတ္တရာနဲ့နိဗ္ဗာန်ကိုကြောက်တော့ငါမသိဘူးမပြောတတ်ဘူးလောကီနဲ့ပတ်သက်ကြီးပွားခြင်းအဲ့ဒါသိရေးကြီးတယ်ပြောတယ်အဲ့ဒီလိုပဲကောင်မလေးတွေပဲအဲ့ဒီမဲ့ကောင်မလေးတွေကိုရွေးရလဲကောင်လေးတွေရွေးလို့ရှိရင်ဒီကောင်မလေးကသူကအားလက်ချီဒီမှာဘာလို့တလဲဘယ်လိုအသုံးချလဲကောင်လေးကိုကြည့်လဲအဲ့သူအားလက်ချီကိုဘယ်လိုအသုံးချလဲတနေ့တာကိုကြည့်အဲ့ဒါအရေးကြီးလို့မယ်အဲ့ဒါပြောရတယ်အဲ့တော့
အဲ့ဒီလိုအသုံးချတာကြည့်လို့ကျွန်တော်ကလည်းခုနရတ္တပါတဲ့ရုပ်ရှင်တွေစာအုပ်တွေအလင်္ကာတွေပတ်ပါဖတ်ပါအရသာခါပါသူ့ပဲခုနကပြောလို့တကယ်ကိုပဂရိကိုသိကြလို့ရှိရင်အလင်္ကာခွာကြည့်ခုနကကောင်မလေးတယောက်ကိုဘလောက်လှနေနေအဲ့အလှကိုခွာကြည့်သူ့အချိန်ကိုပဲသူသုံးလဲကြည့်အဲ့ဒါလိုပဲခုနကအလင်္ကာကိုခွာကြည့်တတ်တဲ့အလေးအကျင့်ရတ္တကိုဖဲပြီးတော့ပဂရိတရားကိုရှာတတ်တဲ့အလေးအကျင့်အဲ့ဒါထားလာလို့ရှိရင်အလုံးကောင်းပါလေဒါကြောင့်မလို့ဒီနေ့ညပြိတ္တကိုပြောချင်တာကကျွန်တော်အလင်္ကာအကြောင်းလည်းပြောခဲ့ပါတယ်ရတ္တအကြောင်းလည်းပြောခဲ့ပါတယ်ဒါပေမဲ့လို့တကယ်ပဂရိတရားကိုရှာကျင်လို့ရှိရင်အဲ့ဒီအလင်္ကာတွေကိုခွာပြီးကြည့်ရတယ်အဲ့လိုခွာပြီးကြည့်ပါနော်မိန်းကလေးတယောက်လှတယ်ဘယ်လောက်ဆိုသိကျင်မနဲ့အိယာရသွားကြည့်ရတယ်ဆိုဘာမှမမြင်သေးမဆင်ရသေးပဂရိပေကိုအလှကိုတွေ့နိုင်တယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့တွေ့ရဲ့စာတွေကိုဖတ်ပါကြော်ညာတွေကိုလည်းဖတ်ပါရုပ်ရှင်တွေကိုလည်းကြည့်ပါဒါပေမဲ့လို့အဲ့ဒီယတ္တာတွေအလင်္ကာတွေကိုခွာပြီးတော့ပဂရိတရားကိုရှားပြီးတော့ကြည့်ခြင်းအဖြစ်လောကမှာလောကီတတိပဋ္ဌာန်ပေါက်ပြီးတော့ကြီးပွားပေါက်မြောက်တဲ့ဇာကားကောင်းတွေမိမိနဲ့တည်းဖြစ်ပါစေလို့ဆုတောင်းရကျွန်တော်ဒီကုန်းချုပ်ပါတယ်